ဟုတ်ပြီပထမဆုံးမိခွန်းအနေနဲ့ယုံကြည်သူအနေနဲ့ဘုရားသခင်ကိုနဖို့တွေ့ဒိုးတွေ့မရှိခဲ့ရင်ဘာဖြစ်နိုင်တယ်လဲမဟုတ်လို့ရှိရင်ဘုရားကိုမသိဘဲနဲ့ကောင်းကင်နိုင်ငံဝင်နိုင်မလားဆိုတာကကယ်တင်ခြင်းနဲ့လည်းဆိုင်တယ်ဘုရားနဲ့နဖို့တွေ့ဒိုးတွေ့တွေ့ဆုံတဲ့တတာရပြီးတဲ့သူကလည်းမရှိဘယ်လိုဖြစ်နိုင်လဲဆိုမိခွန်းကိုဖြစ်ပါမယ်အဲ့ဒီအတွက်အရင်ဆုံးဆရာကြီးကိုဖြည့်ဆို့စေချင်ပါတယ်ဆရာမတောင်းယေရှုခရစ်တော်ကိုမိမိကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်တကယ်နေနဲ့တကယ်နှလုံးသားထဲမှာဖိတ်ခေါ်လက်ခံတယ်ဆိုရင်ဒါကဘုရားနဲ့နဘူးတွေ့တာဖြစ်ပါတယ်ဘုရားသခင်ကိုဘယ်သူမှမတွေ့ဘူးပါဘူးတွေ့ခွင့်လည်းမရှိပါဘူးဘုရားသခင်ကိုတွေ့ခဲ့တဲ့မောရှိတောင်ကနောက်ကျောကနေပဲတွေ့ရတာဖြစ်ပါတယ်သူရဲ့မျက်နှာရှိမှမတွေ့ရပါဘူးတွေ့လို့ရှင်တည်မယ်တဲ့ဒါဘုရားဘုန်းကြီးတော်လို့ဒါကြောင့်ဘုသိတွေ့ဆိုနှလုံးသားထဲမှာယေရှုကိုရဲ့မေတ္တာကိုဒါနားလေခံစားပြီးတော့ခရစ်တော်ကငါဖြစ်တယ်ကိုယူသွားပြီးငါ့ကိုတိတ်ချစ်တာပဲအဲဒီယေရှုကိုနှလုံးသားထဲမှာဖိတ်ခေါ်ကျူးဆိုလက်ခံတာကဘုရားနဲ့နဖို့တွေ့ခြင်းအဓိကဖြစ်ပါတယ်လို့ကျွန်တော်ဖြေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီခုတ်တီးပြီးအောင်ဟုတ်ပြီတပါးတဲ့ဆက်သွားရအောင်နော်ဒုတိယမိခွန်းကတော့တန်ရှင်သောဝိညာဉ်တော်ကိုမရ၍ဝိညာဉ်တော်ရဲ့လက္ခဏာဖြစ်တဲ့အခြားသောပါရစကား prophet ပြုချက်အနာငင်းခြင်းတွေကိုလက်မခံတဲ့ကဲ့ရဲ့တဲ့အမှုတော်ဆောင်ဆရာတွေကယ်တင်ခြင်းရသလားဆရာဇော်ဖြေပေးပါကျေးဇူးတင်ပါတယ်ပြဿနာဖြစ်မဲ့မိကုန်းနေကျွန်တော်ဖြေခိုင်းလို့ဘယ်တည်းကနေအမြင်ကတ်နေလဲမသိဘူးဟုတ်ကျေးဇူးတင်တယ်ဆိုတော့ကယ်တင်ခြင်းရတာကကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်ယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်ဖြစ်ခရစ်တော်ကားတိုင်ပေါ်မှာလုတ်ခဲ့ပေးတဲ့အရာတွေကိုနှလုံးသားနဲ့ယုံပြီးတော့နှုတ်နဲ့ဝန်ခံတဲ့သူတိုင်းကကောင်းလို့ရတာမဟုတ်ဘူးတော်လို့ရတာမဟုတ်ဘူးအပြစ်မလုပ်လို့ရတာမဟုတ်ပဲနဲ့ဂျေစုတော်ကြောင့်ကယ်တင်ရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီလူကတန်ရှင်တော်ဝိညာဉ်တော်ကိုလက်မခံဘူးဝိညာဉ်တော်ဆုဂျေစုတွေအသုံးမပြုဘူးဝိညာဉ်တော်ဆုဂျေစုအသုံးပြုတဲ့သူတွေကိုတိုက်ခိုက်တယ်ဝေဖန်တာကတော့အဲ့ဒါသူ့အနေသူသူ့ယုံကြည်ခြင်းနဲ့သူ့ရဲ့ကောင်းကြီးကိုသူရွေးယူတာပဲဖြစ်တယ်နော်ရောက်အဲ့ဒီတယောက်ကအာဒါငရဲသွားမယ်ကောင်းကင်သွားမယ်ဆိုတာကယေရှုရဲ့လှုပ်ဆောင်ပေးတဲ့ဂျေဇုတော်ကိုယုံခြင်းမယုံခြင်းနဲ့ပဲဆိုင်တယ်။ကြောင့်ဒီနေ့အသင်းတော်အများကြီးရှိပါတယ်။နော်အများကြီးရှိတယ်။ကဲတင်ကြီးတော့လက်ခံတယ်။နော်ဒါပေမဲ့ဝိညာဉ်တော်ရဲ့ဆုဂျေဇုတွေလက်မခံဘူး။ဝိညာဉ်တော်ရဲ့လှုပ်ရှားမှုလက်မခံဘူးပြီးတော့ဗိသိက်ရှိတဲ့သူတွေကိုတိုက်ခိုက်တဲ့သူတွေအများကြီးရှိတယ်။နော်အများကြီးမှအများကြီးပဲ။ဒါပေမဲ့တကယ်ယေရှုကိုရရင်တော့နော်ဘယ်အသင်းတော်မှာပဲနေတယ်ဘယ်ခိုင်ကနာမှာပဲနေတယ်ဂျေဇုတော်ကြောင့်တေချာပေါက်ကဲ့တင်ကြီးရမယ်အာမင်နော်အဲ့ဒါကိုကျွန်တော်ဖြည်းဖြည်းခြင်းနဲ့ကျေးဇူးတင်ပါတယ်ဘုရားကောင်းကြီးပြပါစေဟုတ်ကျေးဇူးတင်ပါတယ်နောက်မိခွန်းတစ်ခုကတော့မိမိကိုဆွဲခေါ်မှုမရှိတဲ့ခေါင်းဆောင်မှုအောက်မှာဆက်နေသင့်ပါသလားကိုကရောနော်ဆွဲခေါ်နိုင်မဲ့လူမျိုးတွေမှာပါမလားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုဆက်ထန်းတောင်းလုပ်ပါအောင်ကိုလည်းစမ်းကြည့်အောင်ကိုချီမန်ချီနိုအာတာနဲ့အစားတော့အာတာနဲ့ဆိုတော့ဒီမိခွန်းလည်းစမ်းကြည့်အောင်တင်ကြပါအောင်ဆရာအိမ်ငိုင်သွားတယ်ဆွဲခေါ်မှုမရှိတဲ့ခေါင်းဆောင်မှုအောက်မှာဆက်နေသင့်ပါသလားမဆွဲခေါ်ခြင်းနဲ့ခေါင်းဆောင်ရဲ့အောက်မှာတော့နေလေအဖို့ပဲဖြစ်သွားတာပေါ့နော်လေဆွဲခေါ်ခြင်းနဲ့လုံသားပြည့်တဲ့ရှိတဲ့အောက်မှာနေရတာပေါ့လွတ်လပ်တယ်ခေါင်းဆောင်ခြင်းပေါ့နော်ဆိုတော့အဲ့ဒီကွာဆရာဟုတ်တယ်ဘာမှမရှိတော့ဒါဆိုလောက်နဲ့လုံလောက်မယ်ထင်တယ်ဟုတ်ဆရာလောင်းထပ်ဖြည့်ချင်တာရှိလားဆရာဒေးဗစ်ကိုကိုမဆွဲခေါ်တဲ့ခေါင်းဆောင်မှုအောက်မှာဆက်ပြီးတော့ရှိနေတယ်လားမဆွဲခေါ်တိုင်းတော့ခေါင်းဆောင်မဟုတ်ဘူးနော်ခေါင်းဆောင်ဆိုတာဆွဲခေါ်တတ်မှခေါင်းဆောင်ဖြစ်တာလေခေါင်းဆောင်ဆိုတဲ့တဘာဝဟိုကသူကတဘာဝရှိတာခွေးဆိုတာဟောင်းတယ်ဟောင်းနဲ့သူအောက်မှာနေရမယ်
ဆိုတာဟောင်းတယ်လို့ပဲသူတဘာဝဟောင်းကိုဟောင်းတယ်ဆိုတော့ခေါင်းဆောင်ရဲ့တဘာဝကလည်းဆွဲခေါ်တတ်တဲ့အကျင့်ရှိတယ်နားလေပေးတတ်တဲ့တဘာဝရှိတယ်ဘာမှမသိဘူးတီးခံတယ်ဗျာတီးခံတတ်တဲ့တဘာဝသူ့မှာကြိုးစားပြီးတော့တီးခံတာလည်းမဟုတ်ပြန်ဘူးဟိုတဘာဝဟိုကနော်သူကခေါင်းဆောင်ဆိုတဲ့တဘာဝပါလာတော့ကြောင့်ခေါင်းဆောင်ဆိုတဲ့ဥစ္စာပေါ့နော်ရှေးမဆွတဲ့ခွဲခံမှတ်သားထားပြီးသားဖြစ်တဲ့ကြောင့် तू ကဆွဲကိုခေါ်တယ်ဗျာဆွဲခေါ်တတ်တဲ့တဘာဝတော့ရှိတယ်ဒါပေမဲ့ သူများအတင်းခန့်လို့ခေါင်းဆောင်ဖြစ်တာတွေလည်းရှိပြန်ကောသူများအတင်းတင်မြောက်ပြီးတော့မှမဖြစ်ချင်းတဲ့ခေါင်းဆောင်ဖြစ်လာတဲ့သူကြောင့်လည်းတော်တော်တနာဖို့တော့ကောင်းတယ်အဲ့ဒါနှစ်ဖက်တနာဖို့ကောင်းတယ်နှစ်ဖက်တနာဖို့ကောင်းတယ်ဆရာကဘာပြောချင်လဲဆရာနေပြောပါဆရာဘာပြောချင်လဲဆရာမိုက်ကလေး ပဲနာတယ်ဆိုတာကအဲ့ဒီကောင်းဆောင်လဲဘုရားတကယ်ကောင်းဆောင်အနေနဲ့တကယ်ပါရမီလည်းမပြည့်ပဲနဲ့သူများကအတင်းခိုင်းလို့ကောင်းဆောင်လို့ရတော့ပင်ပန်းတလောက်လည်းအကျိုးမရှိဘူးပေါ့နံပါတ်1နံပါတ်2နှစ်ဖက်နာတယ်ဆိုတာသူ့ရဲ့ကောင်းဆောင်မှုအောက်မှာနေတဲ့လူကလည်းတကယ်အရေးချင်းမရှိပဲနဲ့လူရဲ့ကောင်းဆောင်ဦးမောင်အောက်မှာကုတ်ကတ်နေရတဲ့အတွက်ကြောင့်တိုးတက်မှုလည်းမရှိဘူးအယံတနာစရာကောင်းတယ်နှစ်ဖက်နာတယ်ပေါ့ နှစ်ဖက်နာ ဟုတ်တယ်ဆရာပြောတာနှစ်ဖက်နာတယ်ဆိုတာကိုထောက်ကန်ခြင်းလို့ပြောတာပါ ဟုတ်တယ်အဲ့ဒါဆိုတော့ခေါင်းဆောင်ဖြစ်ခေါင်းဆောင်တယောက်ရတာတော့ကောင်းကြီးပေါ့ဗျာခေါင်းဆောင်ကောင်းတယောက်ရတော့ကောင်းကြီးပေါ့ဒါကြောင့်တော့ကျွန်တော်ဖြစ်စေချင်တာကတော့ခေါင်းဆောင်ဆိုတာကဖျားရွေးတာပဲကောင်းတယ်ဗျလူရွေးတဲ့ခေါင်းဆောင်ကတော့ပြဿနာရှိလာမှာပဲရေးရှိမှာဒါကြောင့်အသင်းတော်တွေအားလုံးကိုတော့ကျွန်တော်အားပေးချင်တာခေါင်းဆောင်ကိုမရွေးပါနဲ့ဖျားရွေးကောက်ပေးတဲ့ခေါင်းဆောင်ကိုလက်ခံပြီးတော့မှဝန်ခံတာတော့မင်္ဂလာရှိဆုံးပဲဖြစ်တဲ့ဆိုတဲ့အရာလေးပဲကျွန်တော်အနေနဲ့တော့အားပေးချင်တယ်လို့မစွဲခေါ်နိုင်ရင်တော့ခေါင်းဆောင်မဟုတ်တော့ကြောင်းတော့ဆူတောင်းကြပြီးတော့မှဒီကိစ္စကိုတီးချာနောက်တစ်ချိန်လဲဒီလိုမျိုးမမှားရလေအောင်အခုမေးတဲ့သူတွေပေါ့နော်မမှားရလေအောင်တော့တီးချာဆူတောင်းပြီးတော့ဘုရားမျက်မှောက်တော်ထဲမှာရှားပြီးတော့မှဘုရားကိုယ်တိုင်ရွေးပေးတဲ့သူကိုဝန်ခံတတ်တော်သူတွေဖြစ်ဖို့ပဲပြင်ဆင်ပါလို့ကျွန်တော်နေတော့အားပေးရှင်ပါတယ်ဂျိုးကျေးဇူးတင်ပါတယ်လက်ခုပ်တီးပေးရအောင်နောက်တစ်ခုကတော့ဝိညာဉ်ရှိရမှာအရန်နှုတ်နေတဲ့သူတွေကတဲ့ဘုရားစကားဟုတ်မဟုတ်ဘုရားစီကလာတဲ့ prophet ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲအခုခေတ်မှာလဲမှားယွင်းတဲ့ prophet တွေလည်းများလာလို့ပါတဲ့အဲ့တော့ဆရာပြီးဖြေရင်ကောင်းမယ်အဲ့တော့ဆရာဖြေပြီးပါဦး Okay ကိုအော်ဘီဒီမိခွန်လည်းအရန်ကောင်းတဲ့မိခွန်ဖြစ်ပါတယ်ဘုရားစကားဟုတ်မဟုတ်ဘုရားစင်နေလာတဲ့ prophet ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲပေါ့နော်ဆိုတော့နံပါတ်1ကတော့ဘုရားစကားဟာယောမထဲမှာပြောရဲသူတို့ပြင်ဒီဓမ္မတိကာလရဲ့ prophet နဲ့ဓမ္မဟောင်းကာလ prophet မတူဘူးဓမ္မဟောင်းကာလ prophet ကတော့လူတိုင်းမှာဝိညာဉ်တော်မရတဲ့အတွက်သူတို့ကရှင်ဘင်ဒီကစားတိုင်းနိုင်ငံရဲ့ဆုံးဖြတ်ချက်ကိုပေးတယ်စစ်တိုက်ပါမတိုက်နဲ့ဒီလိုလုပ်ပါမလုပ်နဲ့ဒါမှမဟုတ်ပြီးတဲ့ခါမှာဒုတိယချက်ကအပြစ်ကိုလည်းသူကထောက်ပြတယ်ပေါ်ပြတယ်နောက်ပြီးတော့နောင်တမရရင်ဘယ်လိုဒဏ်ပေးမလဲဆိုတဲ့ဘုရားရဲ့စီရင်ခြင်းကိုလည်းဘုရားကိုစားလူမိုက်ကိုသွားခေါ်တဲ့အလုပ်ဖြစ်တယ်ဒါကဓမ္မဟောင်းကာလ prophet ဘာကြောင့်လဲဆိုလူတိုင်းအထက်မှာဝိညာဉ်တော်မရှိဘူးဒါပေမဲ့ကျေးဇူးတော်ကာလ bring in အစ်စ်မှာတော့ဓမ္မဟောင်းကာလနဲ့ဓမ္မတိကာလရဲ့ prophet ပြုတ်ချက်ကလုံးဝအမှုတော်ဆောင်ခြင်းလဲကွာခြားသွားပါတယ်ဓမ္မတိကာလမှာကျတော့ဓမ္မဟောင်းကာလရဲ့ prophet နဲ့မတူတော့ဘူးတိကော14နှစ်3မှာပြောတာက prophet ပြုတ်တော်သူဟာကျေးဇူးတော်ကာလမှာနော် bring in တိမှာနံပါတ်1တိုက်တွန်းသွေးဆောင်ခြင်းနံပါတ်2တီဆောက်ခြင်းနံပါတ်3ဟာတက်တာခြင်းဆိုတဲ့ဒီနယ်ပယ်3ခုထဲမှာရှိပါတယ်အချို့ကနားမလဲတဲ့ဓမ္မဟောင်းကဲတော့ဘလို့မလို့ရင်ဘလို့ဘုရားကဒဏ်ခတ်မယ်ဆိုပြီးတော့စီရင်ခြင်းဒီအပြစ်တွေပဲထောက်ပြတာကိုဟုတ်မှန်တယ်လို့ထင်ပြီးတော့ဓမ္မဟောင်းကဲတော့ prophet ပြုတ်တဲ့အချို့ရှိတယ်
ဟစ်ပြောင်းသွားပြီးမတူတော့ဘူးမြန်မာပြည်မှာနေရင်မြန်မာ law နဲ့ရှင်းတယ် US မှာနေရင် US law နဲ့ရှင်းတယ်ပြည်ညက်တရားမှာနေရင်ပြည်ညက်တရားရဲ့ law နဲ့သွားတယ်ကျေးဇူးတော်ထဲမှာနေရင်လည်းကျေးဇူးတော်ကချထားတဲ့ထုံးတမ်းစင်လာတက်တာချင်းတိုက်တွန်းတည်ဆောက်ခြင်းသွေးဆောင်ခြင်းဒါကြောင့်တင်ကြားတဲ့ prophet ပြုတ်ချက်ဟာဒီသုံးခုထဲမှာတိတ်ငိုတက်တာစေတယ်တိုက်တွန်းသွေးဆောင်တယ်ဖခင်နဲ့ပူနေဖို့ဖြစ်ဖြစ်ဖခင်ခိုင်းတာမလုပ်ရဲတဲ့အရာနေလုပ်ရဲမှုသွေးတိုက်တွန်းသွေးဆောင်ခြင်းခံရတယ်အထဲမှာလည်းအရင်တော့စိတ်ထဲမှာတော့ဘုရားရှင်စကားပြောတယ်ဟုတ်ပါမလားလို့တန်တရားရှိတဲ့ချိန်မှာ prophet စကားရောက်လာတယ်ကိုအထဲမှာရှိတဲ့ထတ်တူဖြစ်တဲ့အခါမှာအယံကိုခိုင်မာသွားတယ်ဒါတိဆောက်ခြင်းအဲ့လိုဖြစ်တယ်ဆိုရင်တော့ဒါဟာနံပါတ်1ဖခင်စင်နေလာတယ်စကားဖြစ်တယ်ဆိုတော့ကျွန်တော်တို့လက်တည်ထူလို့ရတယ်နောက်ပြီးတော့နံပါတ်2ဖခင်စင်လာတဲ့စကားတိုင်းဟာအမြဲတမ်းဖခင်နဲ့ယေရှုကိုပဲ credit ပေးတယ်ဖခင်နဲ့ပူနေစေတယ်လွတ်ခြင်းနဲ့လာတယ်ဝမ်းမြောက်ခြင်းနဲ့လာတယ်ငြိမ်သက်ခြင်းနဲ့လာတယ်စာတန်စီကတခြားနတ်ဆိုးစီကလာတဲ့အရာဆိုတော့ဘာဖြစ်လဲဆိုတော့ condemnation နဲ့လာတယ်ဝိညာဉ်တော်စီကနေကိုယ့်ရဲ့အားနဲ့ချက်ကိုလာပြုတ်ပြင်တော်မှာ conviction နဲ့လာတယ်ဆိုတော့ condemnation နဲ့ conviction မတူဘူး conviction ဆိုတော့အော်ဆိုပြီးတော့ဥမာငါသူ့အပေါ်မှာငါဆက်ဆံတာရိုင်းဆိုင်သွားခဲ့တယ်ငါမှားခဲ့တယ်ငါတောင်းပန်ရမယ်ဆိုတာဒါ conviction မှာကိုအရန်ကိုပြုတ်ပြင်တဲ့လမ်းကြောင်းထဲမှာအရှက်မကွဲစေဘူးစီရင်ခြင်းကိုမသွားစေဘူးဒါကကျွန်တော်တို့ဓမ္မတိကာလာရဲ့ prophet ဖြစ်တယ်နောက်ကျွန်တော်တို့ဆရာကြီးရွန်စောကာဘာပြောလဲဆိုတော့နတ်ဆိုးဆရာနေလာတဲ့အရာနဲ့ဝိညာဉ်တော်ဆရာနေလာတဲ့ prophet ပြုတ်ချက်ဘယ်လိုခွဲခြားမလဲဘာကြောင့်လဲဆိုတော့ဘီရင်ဆရာဒီလေတချို့ဒီတွေးထောင်မှန်တယ်နော်သူတို့ပြောတာမှန်တော့ပြောနိုင်တယ်မှန်တာချင်းတွင်တောင်မှဘယ်လိုခွဲမလဲဆိုတော့အဓိက main ကဘယ်လိုလာတယ်လဲဆိုတော့ဝိညာဉ်ဆိုးစီကနေဒါမှမဟုတ်တချို့လူစီကနေလာတဲ့တခြားဝိညာဉ်ကနေလာတဲ့အရာအလုံးဟာနံပါတ်1က manipulation the spirit of manipulation နဲ့လာတယ်လူကိုချိုးကင်ခြင်းတဲ့သဘောနဲ့လာတယ်ဒီဟာလောက်ပါမလောက်ရင်ဘာဖြစ်မယ်ညာဖြစ်နေအကြောက်တရားနဲ့ချိုးကင်တာဒါကြောင့်သူတို့စနေတောင်းမှာပန်းလိုပါဘလို့လို့ပါစတရားရှိပါအဲ့လိုမလုပ်ရင်မိသားစုမှာတယောက်တေသွားမယ်ဆိုတာဒါကလှုပ်တဲ့အလုပ်ကကောင်းပြီမဲ့လှုပ်ခိုင်းတဲ့ရည်ရွယ်ချက်ကတေမာကြောက်လို့ဆိုတဲ့ကျိုးကင်တဲ့ဝိညာဉ်ဒါကဝိညာဉ်ဆိုးရဲ့တဘောဟာအမြဲတမ်းအကြောက်တရားနဲ့ထိန်းချုပ်တယ်ဒါ manipulation အဲ့တော့ဘူဘီနဲ့ကိုယ်ကွယ်တယ်နတ်မပူဇော်ရင်မိသားစုမှာဖြားပြီးနာပြီးတေးပြီးဒါကနတ်ဆိုးရဲ့တဘောဟာအမြဲတမ်းကျိုးကင်ခြင်းတဘောနဲ့လာတယ်ဒါပေမဲ့ဝိညာဉ်တော်စင်လာတဲ့အရာမှန်သမျှတော့ the spirit gave life အသက်ကိုပေးတယ်လွတ်ခြင်းကိုပေးတယ်ဆိုတော့အချမ်းအဖြစ်ဒီလောက်ဆိုတော့ကျွန်တော်တို့ခံမှန်းလို့ရမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်အပြည့်ချင်တာရှိလားရပါပြီလုံလောက်ပါပြီအဲ့ဒီမေကွန်လေးတစ်ချက်ပြန်ပြီးတော့ချက်လေးပြန်ဖတ်ပေးပါအောင်ဆရာအခုနပြောသွားတဲ့ချက်လေးမှာဝိညာဉ်ရမှာအရန်နှုတ်နေတဲ့သူတွေကဘုရားစကားဟုတ်မဟုတ်ဘုရားစင်နေလာတဲ့ prophet ဟုတ်မဟုတ်ဘယ်လိုသိနိုင်မလဲကိုခင်မှာမာယွန်းတဲ့ prophet တွေလည်းများလာတယ် Okay ဆရာရဲ့ဘယ်လိုသိခဲ့လဲဆိုတော့ချက်ပြောပြပေးပါဦးဆရာလူဒီထဲမှာဟိုစားလေးကျွန်တော်ဝိညာဉ်ထဲမှာခန်းစားရတယ်ပြီးတော့ online မှာပေါ့နော်ရှုပ်ထွေးနေတဲ့သူတွေတော်တော်များရှိနေတယ်ဥပမာဆရာကိုဒီပရောဖက်မတယောက်ကကံပတ်လက်ကိုနေသွားမယ်ဟုတ်လားကံပတ်လက်ကိုသွားမယ်နေခု300ပဲရတယ်နေကို900ပေးမယ်ဒီမှာနေရမဟုတ်ဘူးတကယ်လို့အဲ့ကံပတ်လက်သွားလိုက်ရင်ဆရာမနဲ့လည်းတွေ့တော့မှာမဟုတ်ဘူးယူဖြစ်မှာလည်းမဟုတ်တော့ဘူးကံပက်လက်တယောက်နဲ့ဖြစ်သွားနိုင်တယ်ဥမာပေါ့နော်ပြောပြတယ်တငါနာနီတငါပေါ့ကံပလက်မနဲ့ပလက်ကန်လည်းဖြစ်နိုင်တယ်ဆိုတော့ဒါမဲ့တကယ်ကိုဆရာရဲ့ရွေးချယ်မှုကမှန်သွားတယ်ပေါ်နော်ဆရာမှန်သွားတယ်ဆိုတာဟိုဆရာဖြေလိုက်တယ်ဆိုတော့အဲ့ဒါကဆရာတကယ်အထဲမှာတီးလို့ဖြေတာလားအဖေထဲမှာနှိုးဆော်မှုတစ်ခုကြောင့်ဖြေတာလားဟုတ်တယ်ကျွန်တော်ကိုဒီလိုလာပြောတော့သူကရိုးရိုးလာပြောတော့ဟုတ်အဲ့အကြီးကြီးနဲ့ပိုက်ဆံအပြီးတဲလာပြီးတော့ဟုတ်လာခေါ်တာဒီမှာပိုက်ဆံပါတယ်တဲ့လိုက်ခဲတဲ့ကျွန်တော်စိတ်ထဲမှာချက်ချင်းပေါ်လာတာအဲ့ဒီတော့ဒီလိုပဲကိုရိုးရိုးအသွေးလို့တော့ထင်ခဲ့ပေမဲ့အခုပြန်စဉ်းစားတော့ဒါတန်ရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းဖြစ်တယ်ဆိုတာလုံးဝသိသွားပါပြီကျွန်တော်ပြောတယ်တွားမယ်မတွားမယ်လို့ကကျွန်တော်ကာယကံရှင်ကျွန်တော်ဖ
ဖျားကျွန်တော်လည်းနေ့တိုင်းဆုတောင်းတယ်ဖျားတကယ်ကျွန်တော်ကိုတကယ်သွားစေခြင်းတဲ့ဆိုရင်ကျွန်တော်ကိုနှိုးဆော်ပါပဲတို့မို့ကျွန်တော်အထဲမှာသွားခြင်းတဲ့စိတ်ဆန္ဒကိုလည်းပေးပါပဲဒါပေမဲ့အဲ့ဒါမဟုတ်ပဲနဲ့ကွာခင်ဗျားကကျွန်တော်လည်းတခါမှလည်းတည်ဘူးတယ်မဟုတ်တည်ဘူးတာပေါ့အခုမှပြုံးစားကြီးလာပြီးတော့လာပြောတော့ကျွန်တော်တော့ဒါမတွားနိုင်ဘူးလို့လာကနေချင်းများချင်းတဲ့ပုံမှာလည်းကျွန်တော်မဆိုင်ဘူးလို့ကျွန်တော်နည်းနည်းပဲရပြီမဲ့ဖះလူတော်ရှိတဲ့နေရာမှာဖြစ်တဲ့ဆိုပုံနေခြင်းတယ်ဒါကြောင့်ဖះသခင်ကကျွန်တော်ကိုတကယ်သွားစီခြင်းတယ်ဆိုရင်ကျွန်တော်စိတ်ထဲမှာနှိုးဆော်မှုတကူကိုပြီးမယ်တော့မဟုတ်အရန်သွားခြင်းနဲ့စိတ်ဆန္ဒလည်းပြင်းပြစီမယ်အခုဒါမှလည်းဘာမှလည်းတကူမှမရှိတော့ကြောင်းဒါတော့ကျွန်တော်ကလက်မခံနိုင်ဘူးကျွန်တော်မသွားနိုင်ဘူးလို့ပဲညင်းပစ်လိုက်တယ်မငင်းလိုက်တော့သူကတားစိတ်ဆိုးသွားတယ်တားစိတ်ဆိုးပြီးတော့ဆောင်းအောက်နဲ့ကျွန်တော်အိမ်ကနေသူပြန်ထွက်သွားတယ်ကျေးဇူးတော်ပဲတခါမှပြန်လဲပေါ်မလာတော့ဘူးအခုဒီပဲအဲ့လိုပဲပြောပါလိမ့်ရှင်ကျွန်တော်လေအခုတော်တော်များများအဲ့ဒီပြဿနာရှိလို့ကျွန်တော်ထပ်ပြီးတော့မှပြောပြချင်ပါတယ်လူဘိန်းလိုမျိုးနားလည်အောင်ပြောမယ်ဆိုတော့ဖျားသခင်စီကလာတာမှန်နံပါတ်1အထဲမှာတကူပါတဲ့စိတ်ဖြစ်စေတယ်လှုပ်ချင်တဲ့စိတ်တနာဟုတ်တယ်ဟိုအထဲမှာလေဒီလို like ဘယ်လိုခေါ်လဲလုံးရင်ဖြစ်ကိုဖြစ်တယ်ကွာဘယ်သူမှတကဘာလုံးမပိုင်နေပါစေငါလုံးရင်ဖြစ်ကိုဖြစ်တယ်ဆိုတဲ့အထဲကနေဟိုရှုပ်ထွေးမှုဘာမှမရှိတော့တဲ့ဟိုရှင်းလင်းတဲ့စိတ်လို့ခေါ်မလားsound mind ပေါ့နော်ဆင်နော်ဟုတ်တယ်ဒီ sound mind ရှိတယ် peace of mind ဒီကောင်ရှိတယ်တော်တော်များများကအခုကဟိုလူတန်နဲ့ဘုရားတန်မခွဲခြားတတ်တော့တဲ့ပြဿနာရှိတယ်အဲ့ဒါတော်အတင်းတော်ဒီမှာကောင်းကြီးမင်္ဂလာပေါ့နော်ဘုရားပြင်ဆင်ထားပြီးသားဗျဥမာကျွန်တော်ပြောပြမယ်ဗျာလူဘိန်းနားလည်အောင်ရှင်းပြရမယ်ဆိုရင်ဗျာဟိုအားလုံးပေါ့ဗျာနားလည်အောင်ရှင်းပြရမယ်ဆိုရင်အခုကျွန်တော်တို့အခုဟောကြတယ်ကြွယ်ဝခြင်းကျမ်းမာခြင်းအောင်မြင်ခြင်းဟောတော့ချိုးဆရာတွေကအယံဝေဖန်ကြတယ်ပေါ့ဗျာကျမ်းမာချမ်းသာဟောတဲ့ဆရာတွေအယူဝါဒဗာလဲမှားယွင်းသောအယူဝါဒဒါကိုတကယ်ပဲယုံသွားတဲ့အဖွဲ့တွေကလည်းရှိပြီးတော့မှကျွန်တော်တို့ဆိုရင်အရန်ကိုဟိုစားပေါ့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့အားဖြင့်ဖះအတုံးပြုတ်ပြီးကျွန်တော်အားဖြင့်လွတ်မြောက်သွားတဲ့သူတွေတော့မှကျွန်တော်တို့အမြင်မှားသွားကြတယ်အောင်မြင်ပါတယ်ကျွန်တော်တို့ဝေဖန်တဲ့သူတွေအောင်မြင်တယ်လို့ပြောလို့ရပါတယ်သူတို့လောက်ရအောင်မြင်တာပေါ့ဗျာတော်တော်များဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်မဆုံးရှုံးဗျဒါပေမဲ့အဲ့ဒီသူတို့စကားကိုယုံတဲ့သူတွေအများကြီးဆုံးရှုံးသွားတယ်အများကြီးဆုံးရှုံးသွားတယ်အများကြီးဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဘာလို့တိုက်ခိုက်တာလဲလို့ကျွန်တော်ပြောရင်တခုပြောပြမယ်ကျွန်တော်တို့ပြောနေဟာတွေအားလုံးဘာလို့တိုက်ခိုက်တာလဲဆိုရင်သူတို့ပြိတ္တနဲလာလို့ကျွန်တော်ပြိတ္တတွေအများများလာတယ်ကျွန်တော်တို့နားထောင်တဲ့သူတွေအများများလာတယ်မယုံရင်ကျွန်တော် YouTube viewer တွေကြည့်လိုက်ကျွန်တော်တို့ကနိုင်အတွင်းမှာကျွန်တော်တို့ကထောင်ကြီးကနန်းနေသွားနေပြီအဲ့တော့လုံးဝမကြိုက်ဘူးအဲ့ခါမှာအယနီးနေကျွန်တော်တို့ကသူတို့မှားယွင်းတဲ့ယူဝါဒဘာညာနဲ့တိုက်ဖြတ်မှာပဲဒါပေမဲ့တခုတင်တော့ရှင်းအောင်သိရမယ့်အရာရှိတယ်ကျွန်တော်တို့ကြွယ်ဝချင်းကြောင်ပြောပေမဲ့ကျွန်တော်ပတ်စံလိုက်မကောက်ဘူးအဲ့ဒါလေးကိုသဘောမပေါက်ဘူးလိုက်မကောက်ဘူးကျွန်တော်ကောက်ပြီဆိုရင်လည်းကျွန်တော်တို့မဟုတ်တော့ဘူးလားရေဘေးတို့မီးဘေးတို့ဘာဘေးတို့ဆိုရင်ကျွန်တော်အဲ့အတွက်တော့ပါဝင်ခြင်းတဲ့သူတွေပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောပြီးဘာလို့အဲ့ကောင်ကြီးတွေကသူကအခုဆိုရင်ကျွန်တော်ငလင်ပေးဗျာပြန်ရောက်တာနဲ့ကျွန်တော်တို့ကအခုကကယ်ဆယ်ရေးကိစ္စထက်ကျွန်တော်တို့ကပြန်လဲထူထောင်ရေးကိစ္စကိုကျွန်တော်သွားတော့ဖြစ်တဲ့အတွက်ကြောင့်ပါဝင်ခြင်းတဲ့သူပါဝင်ဆိုရင်ကျွန်တော်တို့ကလှုပ်ထားပေးတယ်အခုပြန်ရောက်တာနဲ့ကျွန်တော်ကလည်းအဲ့ဒီဟာတွေလုပ်မှာဒါပေမဲ့ကျွန်တော်တို့သိရမယ့်အရာတခုကကျွန်တော်တို့ဘာလို့ကြွယ်ဝချင်းကြောင်ပြောလဲဆိုတော့လူတွေနားမလဲတာကြွယ်ဝချင်းကြောင်ဘာလို့ပြောလဲဆိုကျွန်တော်တို့ကြွယ်ဝလို့
ဂျေဇုတော်ကြောင့်ဘာမှမလုပ်ဘဲနဲ့ယုံနာလေးမှန်သွားတယ်ကြွယ်ဝသွားတဲ့အခါမှာလူရဲ့တဘာဝဗျာကိုကောင်းတာစားရရင်သူများကိုလည်းကြော်ညာခြင်းတယ်ကြွေးခြင်းတယ်အဲ့ဒီအရာလေးနဲ့ပဲကျွန်တော်တို့ကြွယ်ဝခြင်းကြောင်းပြီးတော့မှကျွန်တော်မိသားစုဆိုရင်ဗျာကျွန်တော်မိသားစုကျွန်တော်အဖေဆိုရင်ကျွန်တော်တည်သမျှကာလပတ်လုံးကတပိမင်းတလင်းလေးနဲ့ယောဂနဲ့ပဲသိသွားတယ်ဗျာဆိုတော့အဲ့ဒီဟာကိုခံပြင်းတဲ့စိတ်ဆင်းရဲခြင်းဖြစ်ခဲ့တဲ့ဘဝပြီးတော့မှယောဂနဲ့တစ်ချိန်လုံးငါဖေဘယ်တော့တည်တော့ဘယ်တော့တည်တော့မဆိုရင်ကြီးနဲ့အကြီးပြင်းလာခဲ့တဲ့ကျွန်တော်တို့ဟာယေရှုတော်ကြောင့်ယေရှုအဖြစ်ချမ်းသာခြင်းရသွားပြီယေရှုအဖြစ်အောင်မြင်ခြင်းဆိုတာရှိတယ်ယေရှုအဖြစ်ကြွယ်ဝခြင်းဆိုတာရှိတယ်ယေရှုရလို့ဆင်းရဲတယ်ဆိုတာလုံးဝဖျားလို့တော့မဟုတ်ဘူးဆိုတော့ကျွန်တော်တီးတဲ့ခါမှာမနေနိုင်တော့ဘူးကျွန်တော်ပြောပြီဒါပေမဲ့ကျွန်တော်တို့ကအလူငွေရချင်တဲ့စိတ်မရှိဘူးကျွန်တော်တရားဟောတယ်ဆိုတော့ဖျားရှိမှကျွန်တော်တို့ဟောနေတာလိန်လို့မရဘူးဒါပေမဲ့လူတွေဘာလို့နားမလည်နိုင်တော့ဘူးလဲဆိုတော့စဉ်းစားကြည့်ဝေဖန်တဲ့လူရဲ့စကားကိုယုံသွားတဲ့သူတွေသိချင်တာထောင်ကြည့်ဘာဖြစ်လို့လဲဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်ပြောမယ်ဝိညာဉ်တော်နဲ့မိတ္တဟာယမရှိရင်လိန်ခံရတာအရန်လွယ်တယ်ဆိုတော့အခုခရိယန်တွေတော်တော်များများကနောက်ဆရာတယောက်ကိုဆရာတယောက်ကနေတော့ဝေဖန်နေတာအောက်ကနေအာမင်အာမင်လိုက်ထောက်ခံနေတဲ့သူတွေအားလုံးဟာကျွန်တော်ပြောပြချင်တယ်ဝိညာဉ်တော်နဲ့တော်တော်လေးမိတ္တဟာယပြတ်နေကြပြီဆိုတာကိုကောင်းကောင်းပြောနိုင်တယ်ဆိုတော့အခုနမေးတဲ့မေးခွန်းတိုင်းကျွန်တော်တို့ကရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်ရှင်းရှင်းလေးပဲကျွန်တော်ပြောမယ်နော်ဂျေဇုတော်တကယ်နားလေသွားတဲ့သူကသူများကိုမဝေဖန်ရဲတော့ဂျေဇုတော်ကိုတကယ်နားလေသွားတဲ့သူကမဝေဖန်ရဲတော့ဘာလို့မဝေဖန်ရဲလဲသိလားကျွန်တော်ကောင်းလို့ကျွန်တော်မှုတော်ဆောင်ဖြစ်လာတာမှမဟုတ်တာကျွန်တော်စက္ကန့်နိုင်လွန်းလို့ကျွန်တော်တို့အယံကိုဖျားကိုအားကိုးလွန်းလို့ကျွန်တော်တို့ကဖျားသခင်အသုံးပြုတာလည်းမဟုတ်ဘူးဂျေဇုတော်ကြောင့်အသုံးခံရတာဆိုတော့အဲ့ဒီဂျေဇုတော်နားလေသွားတဲ့အခါမှာကျွန်တော်ကသူများထပ်တာလို့လဲကျွန်တော်ကဖျားရွေးကောက်တာလည်းမဟုတ်ဘူးဆိုတော့သူတို့ဘာကိုလဲအခုလဲကျသွားတဲ့အမှုတော်ဆောင်တွေအားလုံးကိုကျွန်တော်တို့အပြစ်တင်စရာအကြောင်းမရှိဘူးဆွဲထုတ်ဖို့အကြောင်းမရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ယေရှုတော်ကြောင့်ယေရှုတော်ကိုနားလည်ဖို့ကျွန်တော်တို့ဒီနေ့များများပြောနေတဲ့အဓိကအချက်ကအဲ့ဒါပဲယေရှုတော်နားမလည်မရှင်ဘယ်သူကိုမှကျွန်တော်နားမလည်ပေးနိုင်ဘူးအပြစ်ပဲမြင်တတ်လာတယ်ပြီးတော့မှအဲ့ဒါ judgmental ဥစ္စာပေါ့ spirit ပေါ့နော်သူတို့ဘယ်သူကိုပြစ်တင်ရမလဲဘယ်သူကိုအမှားထောက်ရမလဲဘယ်သူကိုမတိမတာနဲ့ဘာဖြစ်သွားဆိုဂျေဇုတော်ကနေလွဲသွားပြီးတော့ဘယ်ကိုရောက်သွားလဲဆိုတော့သူကအမှန်တရားဘက်ကိုပြန်ရောက်သွားပြီးတော့လှုပ်တဲ့ဟာတွေကအများများသွားဒါကြောင့်ဒီမေးခွန်းရဲ့အဖြေကိုရှင်းအောင်ပြောမယ်ဆိုရင်တော့တော်တော်များများဒီဂျေဇုတော်ကိုနားလေဖို့ရန်အတွက်ဖွင့်ပြခြင်းမရသေးတဲ့ပြဿနာတွေပဲလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာဂျေဇုတော်ကိုနားလေသွားရင်တော့အလိုလိုအစဉ်ပြေသွားမှာပါဒါကြောင့်ကျွန်တော်အနေနဲ့တော့ဆက်ပြီးတော့မှဂျေဇုတော်ကိုနားလေဖို့ကလည်းဝိညာဉ်တော်ဖွင့်ပြမှာပဲရပြန်တာဆိုတော့လည်းပဲဝိညာဉ်တော်ကပဲဆက်ပြီးတော့မှဖွင့်ပြသွားဖို့ပဲကျွန်တော်တို့ဆုတောင်းပေးပါမယ်ဒါမဲ့တကယ်တမ်းဖျားနုနယ်လူကဖျားဆရာလာလားမလာလားသိချင်တယ်ဆိုတော့ရှင်းရှင်းလေးပဲတင်ချားတဲ့ခါမှာကြောက်တဲ့စိတ်ရှိနေဖျားဆရာမလာအောင်ဖျားသခင်စီကလာတဲ့စကားမှန်ရင်တကိုးပါတဲ့စိတ်ဖြစ်တယ်တခုပြောပြမယ်ဖျားစကားဟုတ်လားမဟုတ်လားဆိုတာကိုသိချင်တဲ့လူတွေအားလုံးကျွန်တော်ပြောပြမယ်ပြည့်ညက်တရားဟောနေလူနဲ့ဂျေဇုတရားဟောနေလူထိုင်မလို့တင်နားထောင်တခုပြီးတခုနားထောင်ဘယ်အရာကတင့်ကိုအားဖြစ်စေလဲဘယ်အရာကတင့်ကိုတကိုးတွေဖြစ်လာစေလဲဘယ်ရာကတည်းကရှစ်ဆက်သွားဖို့အားတွေပေးလာလဲအဲ့နောက်ကိုလိုက်အဲ့ဆိုတင်အဲ့ဒါဖျားစကားပဲဖျားစကားကတင့်ကိုရှင်းလင်းစေတယ်
မရှုပ်ထွေးစေဘူးမကြောက်စေဘူးလန်းဆန်းစေတယ်ခွင့်လွှတ်ခြင်းနားလည်စေတယ်ရှေ့ဆက်သွားဖို့ကြောင့်တွန်းအားတွေပေးလာလိမ့်မယ်အဲ့ဆိုဖခင်စကားပဲတွေးဝေလာပြီးထိုင်းမိုင်းလာပြီးကြောက်တဲ့စိတ်ဖြစ်လာပြီးမုန်းတီးတဲ့စိတ်တွေဖြစ်လာပြီးမကျေနပ်ချက်တွေဖြစ်လာပြီးထဆဲခြင်းတဲ့စိတ်ဖြစ်လာပြီးအဲ့ဒါဖခင်ဆီကမလာတော့အဲ့ဆိုသင်ရပ်လိုက်တော့အဲ့တရားဟောချက်နားမထောင်တော့နဲ့အားလုံးတော့အဲ့လိုပဲအားပေးရှင်ပါတယ် thank you ရန်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ဆက်တည်းမှာပဲတင်းတော်မှာဝိညာဉ်တော်အလုတ်ဖို့နိုးထမ်းမှုဖြစ်ဖို့ကအတင်းတော်လူကြီးတွေ EC တွေအပေါ်မှာမူတည်ပါသလားတဲ့အတင်းသား member တွေကအယောက်40လောက်ပဲဒါပေမဲ့အတင်းတော် EC က15ယောက်လောက်ရှိတယ်ဖြစ်တဲ့သလားဇာဒေဗီလာဖြည့်စီချင်ပါတယ် ဒါနာမည်နဲ့လာတာနာမည်နဲ့လာဘိုင်းနေနဲ့ တဲ့ကြည့်လာ သူနဲ့ချူချူနဲ့ဖြည့်ပြပါစေဟာวันไหนว่าไปเจอโน่เนี่ย short and sweet ပေါ့နော်အတင်းလူကြီးက15ယောက် แต่ EC บอกအတင်းတော် EC member က15ယောက်လောက်ရှိ 15လောက်ရှိတယ်ကဲ လို့ထားမှုဖြစ်ဖို့အဲ့ဒီ EC တွေပေါ်မှာကောမူတည်ပါသလား အများကြီးလိုအပ်သလားအဲ့ဒါဟုတ်ပြီတင်းအောင်ရှာရှိလား မတော်မရှိတော့မရှိတာလားရှိတာလားမသိဘူးအတင်းတော်ဆိုတော့ရှိနေရှိမှာပါရှိတယ်လို့သဘောထားရအောင် သဘောထားကြရအောင်ယောက်40နိုးထားမှုမရှိဘူးဖြစ်နေတာပေါ့နော်အဲ့လို EC 15လောက်ရှိတော့လဲမနိုးထားနိုင်တော့ဘူးပေါ့EC များတော့လဲမနိုးထားနိုင်တော့ဘူးပေါ့ မှန်တယ်အဲ့ဒါမှန်တယ် ကျွန်တော်ပြမယ်ဖယားနိုင်ငံတော်ကဒီမိုကရေစီနဲ့လုပ်ရတဲ့ကိစ္စမဟုတ်ဘူး no ဖယားနိုင်ငံတော်မှာဒီမိုကရေစီမရှိဘူးအဲ့လိုပြောလို့ဒီမိုကရေစီကိုကျွန်တော်လက်မခံပြောတာမဟုတ်ဘူးအဲ့လိုပြောလိုက်ရင်ဒီမိုကရေစီကိုကန့်ကွက်တယ်ဆိုတာဖြစ်နေဦးမယ် okay ဒီမိုကရေစီဆိုတဲ့အဓိပ္ပာယ်လဲဒီမိုကရက်တစ်ဆိုတဲ့စကားနဲ့လာတယ်အဲ့ဒါ Greek philosopher တွေနဲ့လာတဲ့စကား okay ဒါပေမဲ့တကယ်ပြောပြမယ်ဖယားကမောရှေကိုရွေးကောက်တယ်မောရှေကိုရွေးကောက်တယ်မောရှေကနေပြီးတော့မှ EC တွေကနေပြီးတော့မှမောရှေကိုဒီလမ်းသွားရအောင်ဟိုလမ်းသွားရအောင်လို့မောရှေကိုပြောခွင့်မရှိဘူးဖယားနဲ့မောရှေနဲ့သွားတယ်မောရှေပြောတဲ့အတိုင်းလုပ်ရတယ်မောရှေကတလို့သွားဆိုသွားတယ်မောရှေကတလို့ဆိုလုပ်တယ်ဆိုတော့ကျွန်တော်အနေနဲ့တော့ရှင်းပြောချင်တာ EC ဆိုတာကပုံဝင်လိမ့်မယ်ကျွန်တော်ပြောမယ် pastor support team ကို EC လို့ခေါ်တယ်အတင်းတော်မှာ pastor ကို support လုပ်တဲ့ team မရှိဘဲနဲ့ pastor ကိုဖြုတ်ချင်တိုင်းဖြုတ်တက်ချင်တိုင်းတက်လုပ်တဲ့အတင်းတော်တစ်သက်လုံးမကောင်းစားဘူးရှင်းလေးပဲဖခင်ရဲ့ principle အတိုင်းပြောမယ်ဆိုရင်တော့ခေါင်းဆောင်တယောက်ရှိရတာအဲ့ဒီခေါင်းဆောင်ကစစ်မှန်တဲ့ခေါင်းဆောင်ကြောင့်နားလည်အောင်ပြောမယ်ဆိုရင်မောရှေကသူ့ကိုခဲနဲ့ထုဖို့လာတဲ့သူတွေလာတာကိုမြင်တဲ့အခါမှာဖယားကနေပြီးတော့မှမောရှေကိုရှင်းပြောရင်သူ့အတင်းသားတွေပေါ့ဗျာသူ့အတင်းသားတွေကမောရှေကိုခဲနဲ့ပြန်ထုဖို့လာတဲ့အခါမှာမောရှေဘက်မှာဖယားရက်ပြီမိုးတိမ်ကဆင်းလာတော့ဒီလူတွေဖြတ်စည်းတော့မယ်ဒီတောမှာပဲငါတပ်လိုက်တော့မယ်လို့ဖယားပြောပြီပြောတဲ့အခါမှာမောရှေကကျွန်တော်တို့ဆွဲခေါ်လာပြီးတော့ဗျာဂျေစုနားမလဲတဲ့ကောင်တွေတပ်လိုက်လို့မပြောဘူးမောရှေကပြန်ဆုတောင်းပေးတယ်ကိုတော်တဲ့ဒီလူတွေကိုကိုတော်ဆွဲထုတ်ခဲ့တယ်မဟုတ်ဘူးလားတဲ့ဆွဲထုတ်ပြီးတော့မှဒီတောမှာတေသွားမယ်ဆိုရင်ကိုတော်ကဟလာသူများတွေပြောစရာဖြစ်လာတော့မယ်တဲ့ဒီဖယားကသူ့လူတွေကိုဆွဲထုတ်ပြီးတော့မှတောမှာတတ်တယ်ဖယားလို့ပြောလိုက်မယ်ကိုတော်တဲ့ခေါင်းဆောင်တစ်ယောက်ကအရေးကြီးဆုံးကခေါင်းဆောင်လဲလိုတယ်ဗျာအခုဒီခေတ်ကဗျာပွင့်လင်းပြောမယ်ဆိုရင်ခေါင်းဆောင်လဲလိုတယ်စာကလေးက ECR ခန့်တဲ့အမှုတော်ဆောင်ဖြစ်လဲမှားပြန်ပြီဗျကျွန်တော်အနေနဲ့တော့ ECR ခန့်တဲ့အမှုတော်ဆောင်မဖြစ်ရဘူးဗျဆိုတော့ကျွန်တော်အနေနဲ့အားပေးချင်တာတော့အစာကလေးကိုကငါအတင်းတော်ငါတီဆောက်မယ်ဆိုတာကိုဟိုစား script တော်ပဲတီဆောက်တာတော့အကောင်းဆုံးပဲလို့ကျွန်တော်တို့အားပေးချင်တယ်ဆိုတော့15ယောက်လောက်ရှိပြီးတော့မှအယောက်40လောက်ပဲအတင်းသားရှိတယ်အတင်းတော်မှာ EC က
ဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်ပြောပြချင်တယ်အဲ့ဒီ EC ကတကယ်ဝိညာဉ်တော်နဲ့ပြေလားပြီးတော့မှတင်းအုပ်ဆရာကိုတကယ် support လုပ်တဲ့သူတွေလားတင်းအုပ်ဆရာကိုပြန်ပြီးတော့မှအော်ဟောက်ငေါငေါပြောဆိုတဲ့လူတွေလားယူသိရှင်းမရှိဘူးလားအဲ့ဒါဆိုရင်တော့အဲ့တင်းတော့နှုတ်ထားမှုဖြစ်မှာမဟုတ်ဘူးကျင်းသေးတယ်ဒါပေမဲ့ဆရာကို support လုပ်တဲ့ team EC ဆိုတာကတော့ကျွန်တော်တီးတဲ့လောက်ပြောမယ်ဆိုတော့ pastor support team ကိုပြောတာဖြစ်တယ် pastor ကို support လုပ်တဲ့ team ရှိရတယ်အတင်းတော်မှာမောရှေကတောင်ဝေးကိုမြောက်ထားတဲ့၍ယောရှုဣသရေလလူမျိုးတွေနိုင်တယ်အဲ့ဒီအမှုတော်ဆောင်ကိုကောင်းကောင်းဆုတောင်းနိုင်ဖို့ဖယားနဲ့အချိန်ယူနိုင်ဖို့အနောက်ကနေတွန်းအားပေးတဲ့ pastor support team ရှိရလား EC ဆိုတာကဆရာကိုပြန် control လုပ်တဲ့ team ဆိုတော့သွားပြီရတာ support လုပ်တဲ့ team ဆိုတော့မှတ်နေဒါမှကြည့်ဒီလိုမျိုးကောင်းအဲ့လိုမြောက်ထားတဲ့အချိန်မှာညောင်းသွားလို့နောက်တစ်ယောက်ကနေပြီးတော့ဆရာမောရှိညောင်းသွားပြီအဲ့ဒုတ်ကိုကျွန်တော်ပြန်ပေးခင်ဗျားသွားနားလိုက်တော့ကျွန်တော်ပြန်ကင်မယ်ဆိုတာအခွင့်မပေးဘူးဖေ။ဒီလိုကင်ထားတော့မြောက်ထားတဲ့ခါမှာနိုင်နေတယ်အဲ့ဒါကမှဘာလို့ လဲဆိုတော့ဘာလို့ လဲဆိုတော့ဟူရာနဲ့အာယုံကနေပြီးတော့ဖယားဘာပြောလဲသူ့လက်ကိုဆက်ပြီးတော့မြောက်ထားစေရှင်အနောက်ကနေပင့်ထားပေးနေမယ်နှစ်ယောက်ကိုရွေးကောက်လိုက်တယ်ဆိုတော့ဘာလို့လဲဟူရာနဲ့အာယုံထွက်လာပြီးတော့လှုပ်ပေးရတယ်ဆိုတော့ဒီလိုမျိုးတမာတရားကိုနားမလဲပဲနဲ့ဖွဲ့စည်းပုံစမှားကြတဲ့ဒီဖွဲ့စည်းကြတဲ့တမာတရားနဲ့မဖွဲ့စည်းတဲ့အခါမှာတော့ဒီပြဿနာရင်ဆိုင်နေရတာပဲဘာသာရေးအဖွဲ့အစည်းတော်တော်များများပြဿနာအဲ့ဒီကနေစတယ်ခင်ဗျဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့တော့ပြောပြချင်တာအစကတည်းကခရစ်တော်တိဆောက်တဲ့အသင်းတော်ဖြစ်ဖို့အရေးကြီးတယ် EC တိဆောက်တဲ့အသင်းတော်မဖြစ်ဖို့လိုတယ်ဒါပါပဲဒါလေးအဖြစ်ပဲလို့ကျွန်တော်ထင်ပါတယ်ခင်ဗျ Amen အရင်ကောင်းတယ်ဆရာဆရာမုံတော်ကိုထပ်ဖြည့်ချင်တာရှိလားလုံလောက်ပြီထင်ပါတယ် EC 15ယောက်ကလည်းတော့တဘောတူညီဖို့လွယ်မယ်မထင်ဘူးဆိုအရာဝိညာဉ်တော်လှုပ်ရှားပြီးဝိညာဉ်တော်ပြည့်ရင်တော့ကောင်းမှာပေါ့လေ ကောင်းပါဘော အလုံးတဘောတူညီညီနဲ့အတူတူကရှင်းမကိုကွယ်တဲ့အဖွဲတွေလားဒါမှမဟုတ်တယောက်ကဟိုမှာထိုင်ပြတယောက်ဟိုမှာထိုင်ပြီးတော့တယောက်နဲ့တယောက်အမားပဲစောင့်နေကြတာလားလည်းမသိတာဆိုတော့အဓိကတော့ဘုရားခန့်တဲ့ခေါင်းဆောင်လိုတယ်ဘုရားပိတ်သိတဲ့ခေါင်းဆောင်လိုတယ်သူရဲ့ခေါင်းဆောင်မှုအောက်မှာဘုရားပေးတဲ့ယူပါယုံကိုတက်ညီလက်ညီနဲ့ support လုပ်ပြီးတော့ချီတက်တဲ့တင်းတော်ဒီနိုးထားတော့တင်းတော်ဖြစ်မယ်အဲ့ဒါမဟုတ်ရင်မရအောင်လူဟိုလူကအကြံတစ်မျိုးရှိမလဲဟိုလာလည်းတော့အကြံကောင်းတစ်မျိုးရှိမယ်အကြံတွေကမတူတော့ပဲနောက်ဆုံးရန်ဖြစ်ဖို့ပဲဖြစ်သွားမယ်ကောင်းဒီဖြစ်စီမကောင်းဒီဖြစ်စီဘုရားရဲ့ပိတ်သိပ်ပေးတဲ့လူရဲ့လမ်းညွှန်မှုအောင်မှာတဲ့ညီနဲ့ညီချီတက်တော်တင်တော်ဖြစ်ဖို့ကကျမ်းမာတော်တင်တော်ဖြစ်မယ်လို့ပြောချင်ပါတယ် Very good Amen Amen ရန်ကောင်းပါတယ်ဟုတ်ပြီဒါဆိုနောက်တစ်ခုဆက်သွားရအောင်ကျွန်တော်တို့အသက်တာထဲမှာတဲ့ဘုရားပေးတဲ့ယေရှုဗန္နာထဲမှာစေဖို့တဖို့မှန်ကန်စွာစက္ကအနန္နဲ့အခြားသောဗန္နာများမှာလဲတအားတရွေ့ပါဝင်ခဲ့ပြီမဲ့တဲ့တခါတရံကောင်းကြီးတကားဖွင့်တဲ့လောက်ပွင့်ခြင်းမရှိသေးဘူးလို့ခံစားရတတ်လို့ပါတဲ့ဘုရားရဲ့အကြံစီတော်ကိုဘယ်လိုမြင်တွေ့နိုင်မလဲသိပါရစေဆရာဇောဖြည့်ပေးပါဦး ဆိုတော့ငွေချင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ကလေဘုရားသခင်ရဲ့ကောင်းကြီးငွေကြီး financial breakthrough ကငွေကြီးပေါ်မှာကျွန်တော်တို့ဘယ်လို management လုပ်တယ်လဲဘယ်လိုသစ္စာရှိတယ်လဲဆိုတာအရေးကြီးတယ်နော်တော်တော်များများကဟုတ်တယ်စေဖို့တဖို့ထဲတယ်ထဲတဲ့နေရာလဲမှန်ဖို့လိုတယ်နော်ထဲတဲ့နေရာကဘာသာရေးအသင်းတော်ဖြစ်တယ်လူမျိုးရေးအသင်းတော်ဖြစ်တယ်ဝိညာဉ်တော်အလုံးမလုံးဘူးနော်ဘာမှဒီဘုရားသခင်ရဲ့ဥစ္စာကိုတိတိရောက်သုံးပြုဝိညာဉ်ဘိသိက်ရှိတဲ့ခေါင်းဆောင်ရဲ့ခွဲခန်းမှုအောက်မှာမရှိဘူးဆိုရင်လေအဲ့ဒါလည်းနေရာမမှန်တော့ပြဿနာရှိတာပေါ့နော်တချို့ကျတော့လေနေရာမှန်ရဲ့သားနဲ့နော်နှုတ်ကပတ်တော်ကိုနားတောင်ရဲ့သားနဲ့ကောင်းကြီးမရှိတဲ့အရာကြတော့တချို့ကငွေသူပြည့်ငွေကြီးနဲ့ပတ်သက်ပြီးကျွန်တော်ဒီ28နှစ်အမှုတော်ဆောင်ထဲမှာမြင်တဲ့အရာကဘာလဲဆိုရင်
လူတွေကငွေကြေးနဲ့ပတ်သက်တဲ့ယုံကြည်ခြင်းမရှိယုံကြည်ခြင်းမရှိလာစာရမယ်အဲ့လာစာကိုဘယ်လိုလောက်အောင်သုံးမလဲဆိုတဲ့အဲ့ဒီလောက်ပဲကျွန်တော်တို့အတွေးခေါ်ရှိတယ်ယူပါယုံလည်းမရှိဘူးယုံကြည်ခြင်းလည်းမရှိဘူးပြီးတဲ့အခါမှာဘုရားသခင်ပေးလာတဲ့အရာပေါ်မှာလည်းအကောင်းဆုံးစီမံခန့်ခွဲမှုမလုပ်တတ်ဘူးပြီးခဲ့တဲ့နှစ်ကဆရာဒေးဗစ်လာ box ၄ခုချောင်းတင်တယ်နော်ဘယ်ငွေကိုဘယ်လိုထားရမလဲဘုရားသခင်ကကောင်းတဲ့ဘန္နာဆိုဖြစ်ဖို့လည်းလိုတယ်ဟုတ်ဆိုတော့တင်းငယ်တဲ့အရာမှာသစ္စာရှိရင်ဘုရားကြီးတဲ့အရာအတ္တဖြစ်တယ်ကြောင့်တခါတလေကျွန်တော်တို့ကလက်ရှိဘုရားသခင်ပေးထားတဲ့အရာပေါ်မှာဘလို့ကင်တွယ်တယ်လဲဘလို့သုံးဆွဲတယ်လဲဘလို့နော်investment လုပ်တယ်လဲအဲ့ဒါလည်းအရေးကြီးတယ်အဲ့ဒါလည်းအရေးကြီးတယ်ပြီးတဲ့အခါမှာယုံကြည်ခြင်းလည်းအရေးကြီးတယ်တော့ဆရာလေး box ၄ခုနဲ့ပြောတယ်ကျွန်တော်လည်းငွေကြေးနဲ့ပတ်သက်ရင်ကျွန်တော်စာလုံး၄ခုကျွန်တော်အမြဲပြောတယ်စာလုံး၄ခုရှိတယ်နံပါတ်1ကငွေကြေးကောင်းကြီးရလာရင်စမ်းရမယ်စမ်းမာလကီ3:10မှာဘာပဲလဲမိုးကောင်းကြီးပတင်းမောက်ပွင့်ပြီးကောင်းကြီးမင်းလာအကုန်စင်3လောင်းလာ3လောင်းကစုံစမ်းပါလို့ဘုရားပြောတယ်အဲ့တော့နံပါတ်1ကစလုံးကဘာလဲဆေဘရုထရဒါပေမဲ့အဲ့ဆေဘရုတပုတ်ထဲတာနဲ့မပြီးသွားဘူးဆေဘရုတပုတ်ထဲတယ်ဆိုတာဘုရားဥစ္စာကိုဘုရားကိုပြန်ပေးတာပဲရှိသေးတယ်ဒါဆိုရင်ကိုးဖို့ကိုကျွန်တော်တို့ဘယ်လို management လုပ်တယ်လဲနောက်ဒုတိယစလုံးကဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတာစားဖို့လည်းပေးထားတာစားဝတ်နေရေးဖြည့်ရှင်းရမယ်အဲ့တချို့ကကိုယ့်အကူမတထားတဲ့ဖွဲ့တွေအများကြီးရှိတယ်နော်ကိုယ့်အကူကိုမိသားစုမတထားတဲ့ဖွဲ့တွေကိုယ့်အကူစားဖို့ဝတ်ဖို့မတထားတဲ့ဖွဲ့တွေရှိတယ်မဟုတ်ဘူးဘုရားသခင်ပေးတာတင်စားဝတ်နေရေးဖြည့်ရှင်းဖို့ပေးတာဖြစ်တယ်နော်တချို့ကအကြီးကျယ်စူးပြီးတော့တည်သွားပြီးမသုံးလိုက်ရတဲ့ဖွဲ့တွေနောက်ယောက်ျားနောက်မိန်းမသုံးသွားတဲ့ဖွဲ့တွေအများကြီးရှိတယ်နော်အဲ့ဒါလည်းမဟုတ်ပြန်နော်ဖျားပေးတာစားဖို့နံပါတ်2စားလုံးကစားရမယ်နံပါတ်3ကျတော့စိုက်ပျိုးရမယ် investment ဘုရားသခင်နိုင်ငံတော်ထဲမှာလည်းစိုက်ပျိုးဖို့လိုတယ်ပြီးတဲ့အခါမှာနော် mission တွေနော်ပြီးတဲ့အခါမှာယူပါယုံထဲမှာစိုက်ပျိုးလို့လောကမှာလည်းကျွန်တော်အနာဂတ်အတွက် investment လုပ်ဖို့လိုတယ်ဆရာဒေးဗစ်လာလည်းခဏပြောတယ် passive income နော်ကျွန်တော်မြန်မာလူမျိုးတွေက passive income တော့ပတ်ဆက် income ပဲရှာတာနော် passive income ဒီပတ်ဆက် income ပဲရှာနော်တယောက် passive income ကျွန်တော်ဘယ်လိုမျိုး investment ကနေပြီးတော့ကျွန်တော်တို့မလုပ်ဘဲနဲ့ကျွန်တော်တို့အိတ်နေရင်တော့မှငွေဝင်တဲ့အဲ့ဒီအရာတွေကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ create လုပ်ဖို့လိုတယ်ဝင်ငွေရ channel တွေပမာလူမျိုးတွေကအမြဲတမ်းကျွန်တော်တို့တိုင်းဒီမှာတို့မတ်တက်စာပဲရှိတယ်တဲ့ပတ်လက်စာမရှိဘူးတဲ့ကိုလုတ်တဲ့အချိန်ပါပဲပတ်စံရှိတယ်ဒါပေမဲ့ကိုလဲသွားရင်ပတ်စံမရှိဘူးအဲ့ဒါမတ်တက်စာပဲရှိတယ်ဘွဲဆိုအခုလုံနေတုံးအလုံးမပြုတ်တုံးတာအစင်ပြေတာဒါပေမဲ့အနာဂတ်အတွက်ကျွန်တော်တို့က plan မရှိဘူးဒါကြောင့်လူကာ16မှာယေရှုဟာဥပမာပေးတဲ့အခါမှာမတရားတဲ့ဘန္နာဆိုကိုချီးမွမ်းနေတယ်တကယ်တော့မတရားတဲ့ဘန္နာဆိုကိုချီးမွမ်းစရာဘာမှမရှိဘူး तू ကတထေးရဲ့ပတ်စံနေအားလုံးကို तू က1000ရှိတဲ့လူ900ပြင်ခိုင်းတယ်နော်300ရှိတဲ့လူ9000တကယ်တော့မဟုတ်တာလုပ်တာဒါပေမဲ့ဘာဖြစ်လို့ချီးမွမ်းလဲဆိုတော့ကျမ်းစာအဖြေပေးတာတယ် तू ဟာတဲ့အနာဂတ်မှာသူ့ကိုလက်ခံလက်တန့်တော်သူရှိဖို့အဲ့လိုလုပ်တယ်တဲ့အတိတ်ဘက်ကဘာလဲဆိုတော့အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ကြောက် financial နဲ့ပတ်သက်ရင်တတိယစာလုံးကဘာလဲဆိုတော့စိုက်ပျိုးဖို့လို့ investment တချို့သောအရာတွေဘုရားသခင်ကကျွန်တော်တို့ကိုဘာလို့ငွေကြေးကောင်းကင်တကာပွင့်တဲ့လောက်မပွင့်လဲဆိုရင်ကျွန်တော်တို့ကငွေကြေးကို investment မလုပ်တတ်လို့ management မလုပ်တတ်လို့မှတ်တာတင်မှာယူပါယုံလည်းမရှိဘူးယုံကြည်ခြင်းလည်းမရှိဘူးတင်ကောင်းစွာမကင်တွေ့နိုင်တဲ့အမောင်းကိုကျမ်းစာကပြောတယ်မခံနိုင်တဲ့စုံစမ်းခြင်းတုံးဘယ်တော့မှမပေးဘူးတဲ့ပြန်တော့မယ်နော်မခံနိုင်တဲ့စုံစမ်းခြင်းမပေးဘူးဥပမာယောဘအရန်ချမ်းသာတယ်တနေ့စာတန်ကအားလုံးကိုဖြတ်စည်းပလိုက်တယ်ဘုရားသခင်ရှိရာပါမစ်ကအကုန်ယူသွားတယ်ယောဘယူသွားလားကြဖြေပါဦးယောဘယူသွားလားကျွန်တော်တို့ဆိုဘာဖြစ်သွားမလဲယူတော့ယူမို့တွတ်ခါအောင်ယူမှာဟုတ်တယ်မလားရက်တောင်ကောင်းမှထိုးပြီးတော့ပစိုး ground ကြိုက်ပြီးတော့ငါပြန်ပေးဆိုကြောက်ကြတယ်မှာအော်တာကြောက်ပစိုးတော်စီးစိမ်တွေဘုရားမပေးဘူးလို့ခင်ဗျားယူမှာကြောက်လို့မခံနဲ့ဆိုတာချင်းမပေးဘူးကြောက်ကျွန်တော်တို့ကကျွေးဝခြင်းနဲ့ပတ်သက်ကျွန်တော် management အရေးကြီးတယ်နော်ဆရာဒေးဗစ်လည်းအဲ့ဒါခဏတင်ကြောက်စိုက်ပျိုးခြင်း investment လုပ် spiritual မှာ investment လုပ်ဖို့လိုတယ်ပြီးတဲ့အခါမှာတကယ်စီးပွားရေးမှာ business မှာကျွန်တော် investment လုပ်ဖို့လိုတယ်နော်ဒါတကယ်ကိုအရေးကြီးတဲ့အရာ
နံပါတ်4စလုံးကဘာလဲဆိုစုဆောင်ခြင်း emergency fund လို့ခေါ်တယ်နော်စုဖို့လဲလို့ယောသက်ကခုနှစ်အစာပေါ်ကျွယ်ဝမယ်ခုနှစ်ခေါင်းပါမယ်ပြောတဲ့အခါဖာရိုးကိုသူအကြံဉာဏ်ပေးတယ်အဲ့ဒီအကြံဉာဏ်ကြောင့်ယောသက်ကယူပါယုံပြည့်စုံသွားတယ်ဘာအကြံဉာဏ်လဲဆိုတော့ငါတို့ငါးပုံတပုံစုရအောင်နဲ့ခုနှစ်တွင်မှာအတိတ်ဘက်က10ဖို့2ဖို့စုမယ်တဲ့ကြောင့်ဒီနေ့ကျွန်တော်ယုံကြည်သူတွေညီကိုမောင်နှမတွေ emergency fund ရှိဖို့လို့စုဖို့လို့တယ်ဘယ်တော့ဒီစုဖို့လို့လဲတဖြည်းဖြည်းနဲ့ဘုံကနေတိုင်းကနေမစုနိုင်တော့တဖိုးကနှစ်ဖိုးကနေသုံးဖိုးတဖြည်းဖြည်းယောသက်ကလာမယ့်အနာဂတ်မှာကြုံလာမယ့်အရာတွေသူက10ဖို့2ဖို့စုခိုင်းတဲ့တိုင်းပြည်မှာ saving plan လုပ်ခိုင်းတယ်ဘန်နာတိုက်စောက်ခိုင်းတယ်အဲ့ဒီ idea ကဖာရောဘုရင်ကိုတိုးထီသွားတာကျွန်တော်ဒီနေ့ကျွန်တော်တို့တတိယဇုဒ္ဓစာလုံးကပါလဲစုဆောင်ခြင်းကျွန်တော်ရဲ့ emergency fund လို့တယောက်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဖခင်ကတချို့သောသူတွေကိုကြီးကြီးမားမားကောင်းကြီးမပေးတာနော်ကျွန်တော်ကငွေနဲ့ပတ်သက်တဲ့ management ဖခင်အမြဲတမ်းမှတ်တာထိုင်ကုန်မပေးဘူးတစ်ပင်ပဲပေးတယ်အဲ့တစ်ပင်ကနေပြီးတော့ထိုင်ကုန်ဖြစ်အောင်ကျွန်တော်တို့က management လုပ်ရတယ်ဖခင်တစ်ပင်ပဲပေးတယ်ဘယ်ထိုင်ကုန်မှဖခင်မဖန်ဆင်းဘူးဒါပေမဲ့ထိုင်ကုန်ဖြစ်စီမဲ့တစ်ပင်ကိုဖခင်ဖန်ဆင်းပေးတယ်ဒါပေမဲ့အဲ့တစ်ပင်ကနေဒီထိုင်ကုန်ဖြစ်အောင်ဒီစပွဲဖြစ်အောင်ဘယ်သူလုပ်ရတာလဲလူက management လုပ်ရတယ်ကြောင့်တချို့သောအခွင့်အရေးတွေကောင်းကြီးတွေကျွန်တော်တို့နာမှာရှိပြီးသားအထူးသဖြင့်ကျွန်တော်အမေရိကလူတွေကျွန်တော်ပြပြချင်တယ်ကျွန်တော်တို့နှစ်နှစ်ပဲရှိသေးတယ်ဒါပေမဲ့အမေရိကက land of opportunity တကယ်အခွင့်အရေးနိုင်ငံဒါပေမဲ့အဲ့ဒီအခွင့်အရေးနိုင်ငံမှာရှိပြီးတော့ဘုရားတကယ်ကောင်းကြီးပေးတဲ့ကြွယ်ဝတဲ့နိုင်ငံမှာနေပြီးတော့ကြွယ်ဝတာကိုလက်မခံတာလဲတုံးတာမှာကြောက်တုံးတက်တောင်ပို့တုံးတယ်ပြောပြစီဒါတော့ကြွယ်ဝတာမကြိုက်ရင်ဘာလို့အမေရိကလာလဲမြန်မာပြည်မှာပဲနေလေကျွေဝချင်းကိုသဘောကျလို့အမေရိကကိုလာတယ်အာမင်အခုကျွန်တော် trend နဲ့တွေ့ရင်ပြောဦးမှာလားကျွေဝတာမကြိုက်တဲ့ဗမာတွေကိုစစ်တမ်းကောက်ပေးမယ်ကျွန်တော်အားလုံးမြန်မာပြည်ကိုကျွန်တော်လေလက်မှတ်ခံပြီးပြန်ပို့မယ်ဆိုတော့ပြပြချင်တာအဲ့ဒါယုံကြည်ခြင်းမရှိတာနောက်တစ်ခါပါလေငါဒီမှာကောင်းစားမယ်လို့တကယ်တော့အမေရိကကိုကျွန်တော်ကြည့်တော့လေကျွေဝစီမဲ့အရာတွေအများကြီးပဲ idea မရှိလို့မချမ်းသာတာဘုရားကမိုးကောင်းငင်ဖွင့်ထားပြီးသားခရစ်တော်အပြင်မိုးကောင်းငင်ဖွင့်ထားပြီးသားအာမင်ခရစ်တော်အားဖြင့်ဘာဖြစ်သွားပြီလဲမိုးကောင်းငင်ဖွင့်ပြီးသားဒါပေမဲ့အဲ့ဖွင့်လာတဲ့ကောင်းကြီးတွေကျွန်တော်တို့ management မလုပ်တော့မိုးရွာရင်ကျွန်တော်ရေမခံတော့မိုးရွာတယ်လှလိုက်တာကျွန်တော် coffee ခွက်လျံထိုင်ကြည့်လိုက်တဲ့ဖွဲ့ရရှိသေးတယ်နော်လွမ်းစရာလေးအဲ့လိုမဟုတ်ကျွန်တော်ဘုရားသခင်ကမိုးကောင်းငင်ခရစ်တော်အားဖြင့်မိုးကောင်းငင်ပွင့်ပြီးသားမိုးကောင်းငင်လည်းပွင့်ပြီးသားအတွင်းဆုံးခန်းလည်းပွင့်ပြီးသားခရစ်တော်အားဖြင့်အားလုံးပွင့်ပြီးသားအာမင်တို့ရောက်စေဘုရားကောင်းကြီးပါစေပွင့်ပြီးသားမယူတတ်ကြတာမမြင်တတ်ကြတာအဲ့ဒါကိုဘုရားပေးတဲ့အခွင့်အရေးကိုအသုံးမပြုတတ်တာအခုကျွန်တော်လာတဲ့အခါလူတွေကပြောလဲဆိုဟာဆရာအခုလောက်တာတွေသူတို့လောက်တဲ့အခါတွေသူတို့နော်ဝယ်တဲ့အခါတွေသူတို့အတင်းတော်ကြီးထွားတာခဏလေးကဘာလို့ဖြစ်တယ်တကယ်တော့အဲ့ဒါကျွန်တော်လာမှဖြစ်တာမဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေအခွင့်အရေးရှိပြီးသားဒါပေမဲ့လူတွေကဘာလဲမမြင်တာအဲ့ဒါကိုမယုံတာအဲ့ဒါကိုခြေလမ်းမလန်းရဲတာကြောင့်ဒီနေ့ငွေချင်းနဲ့ပတ်သက်ပြီးတော့မိုးကောင်းငင်မကောင်းမဖွင့်တာလည်းမဟုတ်ဘူးဖွင့်ပြီးသားစေဖို့ဘပေးခြင်းမပေးခြင်းနဲ့ပွင့်လာလည်းမဟုတ်ခရစ်တော်ကြောင့်ပွင့်ပြီးသားအာမင်တို့ရောက်စေဘုရားကောင်းကြီးပါစေယေရှုကြောင့်ပွင့်ပြီးသားကောင်းကြီးတကားပွင့်ပြီးသားအောင်မြင်ခြင်းတကားပွင့်ပြီးသားကြွယ်ဝခြင်းတကားခရိယန်ရဲ့ပြဿနာကအဲ့ပွင့်ပြီးသားကွဲပြီးသားကလကောတွားချုပ်တာပြဿနာရှက်စရာကြီးဆိုယူသွားချုပ်တာပွင့်နေတယ်မလကောင်းမအောင်ချင်းဝင်မတော့တွားပိတ်တာအဲ့ဒါပြဿနာတကယ်တော့ပွင့်ပြီးသားချို့တကားတွေကခင်ဗျဖွင့်စီရလို့မလို့ခရစ်တော်အပြင်ဖွင့်ပြီးသားဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ယုံကြည်ခြင်းနဲ့ယူရမယ်ယုံကြည်ခြင်းနဲ့ဝန်ခံရမယ်ယုံကြည်ခြင်းနဲ့အသုံးပြုရမယ်ခြေလန်းလန်းရမယ်အဲ့ဒါဆိုရင်ကျွန်တော်ပြောမယ်တချို့သောအရာတွေကောင်းကြီးရတင်တဲ့လောက်မရတာကျွန်တော်တို့မြင်နိုင်ကြားနိုင်ယုံနိုင်ခြေလန်းလန်းနိုင်ခြင်းနဲ့အများကြီးစိုက်ပါတယ်လို့ကျွန်တော်ဖြေပေးခြင်းနဲ့ကျေးဇူးတင်တယ်ဘုရားကောင်းကြီးပေးပါစေအာမင်ဟုတ်ပြီစုံလင်းလင်းပြချပေးသွားတယ်ဆရာတော်အထူးပဲကျေးဇူးတင်ပါတယ်အခုကတော့ကျွန်တော်တင်လို့ဆရာကိုလည်းမေးချင်ပါတယ်ဆရာမတောင်းဆိုဒီမှာမိခွန်းက why is it that my heart pray is speaking in tongues but it hard to carry it out with my mouth I speak tongues in my heart but not with my voice
နှုတ်ဖွင့်ဖို့လိုမယ်နှုတ်ဖွင့်ဖို့လိုမယ်ယုံယုံကြည်ကြည်နဲ့ပြောဖို့လိုမယ်နှလုံးသားထဲကနေပြောငါရပြီဆိုဝိညာဉ်တော်ငါရပြီဆိုယုံကြည်ခြင်းနဲ့ပြောထုတ်ပဲဘာပြောမလဲဆိုစဉ်းစားနေရင်တော့စဉ်းစားတာနဲ့ပဲအချိန်ကုန်လိမ့်မယ်ပြောပါစီဖြစ်ပါစီယေရှုကိုပဲဖိုးမြော်ယေရှုပဲစိတ်လုံးကျွမ်းမဲ့အယုံပြုပြီးတော့ရှင်းဝင်လိုက်ပြောလိုက်ဆက်လက်ပြီးဝိညာဉ်တော်စီစဉ်တော့မှပြောတယ်ဒီယုံကြည်ခြင်းနဲ့ဆက်ပြောဖို့လိုမယ်အဲ့လိုအပိချင်ပါတယ် အာမင်အာမင်ယေရှုတင်ပါတယ်လက်ခုပ်တီးပြအောင်နောက်တစ်စက်တည်းမှာအမှုတော်ဖက်မှာတဲ့စိတ်အားကြီးတယ်တဲ့ဒါပေမဲ့ကုမိသားစုကမလွတ်မြောက်သေးတော့ဘာဆက်လုပ်ရမလဲဆိုရမိခွန်ဖြစ်ပါတယ် ဒါတော့စုတောင်းပြီးတော့မိသားစုဒီမလွတ်မြောက်သေးတာလေလွတ်မြောက်အောင်စုတောင်းဒါပေမဲ့အရန်ကြီးစံချင်ပုံကံမှုတွေမဖြစ်အောင်တော့လိမ္မာပါဏဆိုတော့မိသားစုကတော့နေပြဘူးတော့လိုမယ်နေပြဘူးတော့လိုမယ်ဆိုတော့မိသားစုကမစားနိုင်သေးတော့တဖြည်းဖြည်းနဲ့စားလာနိုင်အောင်တော့နေမယ်ဒါပေမဲ့ဒါတော့ကိုပေးဆက်ရမယ့်ဖို့ခါပါပဲဒါတော့လူတိုင်းမှာကြုံရမှာပဲကြုံရမှာပဲအဲကြောင့်ကိုမိသားစုကအာမင်မထူနိုင်သေးဘူးဒါပေမဲ့ပြောပြမယ်ဒါပေမဲ့စိတ်နှလုံးချင်းမဲ့လုံနိုင်တယ်လို့မယ်မိသားစုသဘောမတူနိုင်သေးတဲ့ပိုင်းဆိုကွာနေနောက်ဆုံးတော့ကိုစိတ်နိုင်ဖို့ပါပဲဆက်ပြီးဇတ်လို့မလားလို့မဟုတ်ဒီတိုင်းမိသားစုကိုစောင့်ကြည့်ပြီးတော့လိမ္မာပါဏဆွမ်းနဲ့ဆွဲခေါ်မလားအချင်းကြီးတော့တယောက်နဲ့တယောက်တော့တူချင်မှတူမလေတချို့တင်ကြတော့တချို့နေရာမှာတော့ပြက်ပြက်သားသားလုပ်လိုက်ရင်လည်းမိသားစုကပါလာရလဲပါလာမှာတချို့တော့နေရာတွေမှာတော့လိမ္မာပါဏဆွမ်းနဲ့ဝိညာဉ်တော်စီမံဉာဏ်ပညာတောင်းပြီးတော့လို့တယ်ဒါတော့ဘုရားမို့တော်ဆောင်ဖို့စက္ကတ်တဲ့အခါမှာပေးဆက်ရတဲ့အဖို့ကဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လက်ခုပ်တီးပြအောင်အရန်ကောင်းပါတယ်နောက်တစ်ခုစီးပွားနဲ့ဆိုင်တဲ့မိခွန်းပါတဲ့ gas station ဝယ်ထားပါတယ်ဝယ်ထားတော့ alcohol နဲ့ဆေးလိပ် gas ဆိုင်အများစုမှာရောင်းတော့ယုံကြည်သူအနေနဲ့တဲ့ရောင်းတဲ့ပါသလားဘယ်လိုရှိစက်ကိုင်းတွေတဲ့ပါသလဲဆရာဒေးဗစ်ဖြေပေးပါဦးအဲ့ဒါတစ်စက်တည်းမှာ hotel ပါဆက်သွားလိုက်မယ်နော် hotel ပိုင်းဆိုင်ထားသူတူရဲ့မိခွန်မှာတဲ့သူ့ hotel မှာ alcohol တော့မရောင်းဘူးလာတဲတဲ့သူကသူယူဆောင်လာတတ်ပါတယ်တဲ့ဘလို့ကင်တွေရမလဲခွင့်ပြုတဲ့တလားတာမြစ်တဲ့ပါသလားဆိုတော့ guest ဆိုင်နဲ့ hotel စီးပွားနဲ့ဆိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်ကိုယုံကြည်မှုနဲ့ပဲဆိုင်တယ်။ဟိုကအဲ့ဒီဟာတွေရောင်းရမှာပဲကို့မှာဝင်ငွေရှိမယ်လို့ခံယူရင်တော့တင်းရဲ့ယုံကြည်ခြင်းကဂတိတော်ပေါ်မှာဆွဲလန်းတာမဟုတ်တော့ကျွန်တော်ကဘာစီးပွားရေးပဲလုပ်ကျွန်တော်ကငါလုပ်တဲ့မှာအောင်မြင်မယ်ဟိုလူတွေအတွက်ကောင်းကြီးဖြစ်စေမယ့်အရာမှန်သမျှကျွန်တော်လုပ်ရဲတယ်လူတွေအတွက်ဘာမှအကျိုးလည်းမရှိဘူးလူတွေအတွက်ဘာမင်္ဂလာမှလည်းမရှိတဲ့ကိစ္စကိုတော့ကျွန်တော်မလုပ်ဘူးဆိုတော့ဒီကိစ္စပြောလာမယ်ဆိုရင်တော့အရှင်းလေးပဲအခုမေးတဲ့သူဟာအဲ့ဒါဖြုတ်ချလိုက်ရင်ရောင်းအားကောင်းမလားလို့ပြောရင်အဲ့ဒါတွေကတော်တော်များများအဲ့ဒီကနေဝင်တာများတယ်လူတွေကအဲ့ဒါပဲအများဆုံးဝယ်ကြတယ်အဲ့ဆိုင်တွေမှာဆိုတော့အဲ့ဒါမှမရောင်းရတော့ရင်ငါရောင်းစရာမရှိတော့ဘူးလို့ကျွန်တော်ပြောမယ်စီးပွားရေးဆိုတာကဟိုဟာဒီဟာနဲ့မဆိုင်ဘူးဗျဖယားငါကိုဘာပဲလုပ်ဒါဒီအလုံးမမဟုတ်ဘာပဲလုပ်ငါကောင်းကြီးရှိတဲ့သူငါဖြောက်မှတ်တဲ့သူငါခရစ်တော်ရဲ့အသွေးနဲ့ရွေးဝယ်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်ငါလုံးသမျှအောင်မြင်ပါပဲဆိုတဲ့စိတ်နဲ့ကိုကျွန်တော်လုပ်တယ်လုံးသမျှလည်းအောင်မြင်တာပဲဥပမာကျွန်တော်တခုပြောတယ်ကျွန်တော်လုပ်ငန်းတွေကျွန်တော်လွှဲထားပဲလုပ်တာများတယ်
တွဲထားပဲလုပ်တယ်ကျွန်တော်လာမေးတယ်ဆရာဒီလိုမျိုးဆိုတော့လုပ်လို့မရတော့ဒီလိုလုပ်ရင်ရမလားကျွန်တော်ပြောတယ်တမန်တရားနဲ့မညီတဲ့ကိစ္စဆိုမလုပ်နဲ့လေမလုပ်ရင်ဆရာလုပ်လို့မရတော့လုပ်လို့မငါထားလုပ်ပြရမလားလို့ဒါဆိုတော့ကျွန်တော်ကြတော့ဟိုစားတင်းဥစ္စာရုပ်တော့မပေါက်တော့ဝဲချင်မှာစီးပွားရေးသမားရုပ်ပေါက်သွားပြီဒါပေမဲ့ဖျားသားကလုံးသမျှမှာအောင်မြင်ရှင်းရှိတယ်ဒါပေမဲ့တစ်ခုပဲသိရမှာပြုတ်လေသမျှနိုင်အောင်လေတတိဆိုတဲ့အရှိမပါရှိလဲဆိုတော့ထဘိတ်တရားတော်မှာမွေးလျော်တရားတော်ကိုနေညမပြတ်ဆင်ခြင်အောင်မေးတဲ့သူဖြစ်ဖို့တော့လိုတယ်အရေးကြီးတာဖျားစကားကိုနှလုံးသွင်းထားပြီးတော့အလွတ်လွတ်တတ်ဖို့ပဲအရေးကြီးတယ်ဗျာဆိုတော့ဒီမှာဘာတွေ့ရလဲဆိုတော့အရက်တွေဆက်လိတ်တွေတင်တာဘာဖြစ်လဲဆရာခုနပြောတင်ထားတာကတင်သိလားမတင်သိဘူးလားအဲ့ဒါမေးတာလားယုံကြည်သူအနေနဲ့ရောင်းတင်သလားယုံကြည်သူအနေနဲ့ရောင်းတင်သလားဆိုရင်တော့ကျွန်တော်ပြောမယ်မရောင်းနဲ့ဗျာကျွန်တော်ဆိုမရောင်းပေါ့ဗျာဒါပေမဲ့အဲ့ဒါမရောင်းလို့ကျွန်တော်ကဝင်ငွေမကောင်းလာတော့ဘူးလို့တင်ခံယူရင်တော့တကယ်ကောင်းလာမှာမဟုတ်တော့ဘူးဒါပေမဲ့တခုတော့ရှိတယ်မျက်စိပိတ်ထားလို့မရအောင်အေးဒါမရောင်းတော့ဘူးဆိုဘုရားခင်စီမှာညံ့ပညာတောင်းမယ်ဘာရောင်းလို့ရမလဲဒီလုတ်ကိုလုတ်ပြီးဆိုရင်သူများလုတ်တယ်လို့လိုက်မလုတ်နဲ့သူများနဲ့မတူတဲ့ idea အစ်စ်နဲ့အလုပ်လုပ်တာမှဒါပဲဓာတ်စီဆိုင်မှာဒါပဲရောင်းလို့ရတယ်ဆိုတော့တွေးခေါ်ရေး fixed mindset နဲ့လာမလုံးနဲ့ကျွန်တော်မကြိုက်ဘူးဓာတ်စီဆိုင်မှာသူများမလုပ်ဘူးတဲ့အလုပ်ကိုငါထားလုပ်မယ်ကွာဆိုတဲ့သူဖြစ်ဖို့အရေးကြီးတယ်ဒါပဲအဲ့ဒီ idea တစ်ကိုဘုရားခင်စီမှာတောင်းရမယ်သူများတွေလုပ်တဲ့ဓာတ်စီဆိုင်မှာဒီတိုင်းပဲလုပ်ရမှာပေါ့ဆိုတဲ့အထက်မှာကျွန်တော်မပါအောင်ကျွန်တော်ကအဲ့ဒီသူများဓာတ်စီဆိုင်နဲ့မတူတဲ့ဓာတ်စီဆိုင်တစ်ခုဖြစ်အောင်ကျွန်တော်လုပ်မယ်သူများနဲ့မတူတဲ့ convenience store တစ်ခုကိုကျွန်တော်လုပ်မယ်အဲ့ဒီ convenience store ကသူများမရောင်းတဲ့ဟာကျွန်တော်ရောင်းမယ်သူများကအရက်နဲ့ဆက်လက်ရောင်းရမှသူကအောင်မြင်နေဆိုရင်ကျွန်တော်အရက်နဲ့ဆက်လက်မရောင်းဘဲနဲ့ကျွန်တော်ကဥပမာပေါ့ဗျာကျွန်တော်ကနေပြီးတော့မှ idea ရတဲ့တခုကျွန်တော်ရောင်းမယ်ကျွန်တော်ဖျားပေးတဲ့ idea အဲ့ဒီ idea ဆိုတာကလည်းပဲပုံသေးမရှိဘူးအဲ့ဒီရက်ကွက်မှာအဲ့ဒီနေရာမှာအဲ့ဒီမှာရှိတဲ့လူတွေနဲ့တက်ဆိုင်တဲ့အရာဖြစ်ရမယ်စီးပွားရေးမှာ market target ဆိုတာရှိတယ်ခင်ဗျမြဲတမ်းမှတ်တာ market target ဆိုရှိဘယ် market ကိုငါ target လုပ်မှာလဲဘာလုပ်ပဲလုပ် market target ဆိုရှိရတယ်ကိုဘယ် market ကိုကို target လုပ်မှာလဲဘယ်အရာငါ target လုပ်မှာလဲအဲ့အတွက်ငါ market ကိုချိန်ထိုးမယ်ဆိုတော့ကိုက millionaire တွေအတွက်ကိုကလုံးမဲ့ market ဆိုရင်တော့ကိုကသူတို့ target ထားတဲ့ millionaire တွေကို target ထားပြီကိုရဲ့ market က target ထားပြီဆိုရင်တော့ကိုက branded တွေပဲကင်ပြီပေါ့ဒါပေမဲ့လူလက်ပိုင်းအတွက်ပဲလုံးမဲ့ဆိုရင်တော့ကျွန်တော် branded သွားကင်လို့မရဘူးအများအတွက်အဆင်ပြေနိုင်မဲ့ဟာမျိုးကိုပြန်လုပ်ရပြန်တယ်ဆိုတော့ market target ဆိုတာနားလည်ဖို့အရေးကြီးတယ်စီးပွားရေးမှာဒါစီးပွားရေးအကြောင်းပြောမယ်ဆိုတော့အများကြီးကျေပြန့်တယ်ဆိုတော့ဆရာအနေနဲ့တော့တခုပဲပြောပြချင်တယ်အရက်နဲ့ဆက်လက်ရောင်းရမှတင်ကဖြစ်မယ်ဆိုရင်မရောင်းနဲ့ဒါပေမဲ့အဲ့ဒီအရက်နဲ့ဆက်လက်နဲ့မရောင်းဘဲနဲ့တင်ကအမှတိုးတက်နိုင်သောအရာတစ်ခုဖြစ်အောင်ရေးလဲလာပြီးတော့သူများတွေဟလာမဝယ်ဘဲနဲ့မနေနိုင်လောက်အဲ့မှာလူစီကားတော့လှုပ်လို့ရတဲ့ idea တစ်ခုတင်စားပြီးတော့ဖွင့်ချလိုက်ဆိုအဲ့ဒီ idea ပါလေအယိုးတန်းမပေးနိုင်ဘူးလေကားစားတာပါဒါ business talk ဖြစ်လာပြီဆိုတဲ့အတွက်ကြောင့် sign up လုပ်အောင်ဆိုပဲလေကားစားတာပါဒါပေမဲ့ကျွန်တော် idea ပေးတာထက်တင့်ကိုဖျားပေးတဲ့ idea အကောင်းဆုံးဖြစ်လိမ့်မယ်အမြဲတမ်း intellectually မှာ alert ဖြစ်တဲ့သူတွေဖြစ်ပါစေစီးပွားရေးလုပ်ချင်ရင်spiritually မှာ alive ဖြစ်ရမယ် intellectually မှာ alert ဖြစ်ပြီးတော့ဘယ်နေရာမှာဘယ်အလုပ်ကိုလုပ်နေဘယ်လိုဖြစ်နိုင်လဲဆိုတော့အမြဲတမ်း alert ဖြစ်ပြီးတော့သင်ယူနေတဲ့သူဖြစ်ရမယ်နေ့တိုင်းအမှုတစ်ကိုပြုဖို့သင်ယူနေတဲ့သူဖြစ်ရင်တော့သင်ဘယ်တော့မှအဆင်မပြေစရာအကြောင်းမရှိဘူးဆိုတော့ that season မှာအရက်နဲ့ဆက်လေယုံကြည်သူအနေနဲ့ရောင်းအောင်မလားပြောရင်တော့မရောင်းနဲ့ဒါဆိုရင်ဘာရောင်းလို့ရလဲဆိုတော့ဖရားထပ်ပေးတော့သင်စောင့်တက်ရင်အဲ့ဒီ products အသစ်နဲ့ထိုးဖောက်မှုတစ်ခုကိုသင်စားလှုပ်ဆောင်ပြီးတော့မှသူများနဲ့မတူတဲ့ idea အသစ်တစ်ခုရယူပြီးတော့သင်အောင်မြင်တော်သူဖြစ်ပါစေအာမင်ဟုတ်ပြီအထူးကျေးဇူးတင်ပါတယ်ခုနကဟိုတယ်ကိစ္စပြောမယ်ဆိုရင်တော့သူ့ဘာသာတယ်လာတော့တောက်တော့ကိုလည်းမတတ်နိုင်ဘူးဟုတ်ပြီကျေးဇူးတင်တယ်နောက်ဒီမှာထပ်လာပါပြီတချို့ယုံကြည်သူများကကျေးဇူးတော်ကလှုပ်ပေးမယ်တဲ့ဘုရားလှုပ်ပေးမယ်တဲ့တချို့ကျတော့အစာရှောင်းရမယ်ကြိုးစားစက်ကပ်ရမယ်
ဒီတရားနှစ်ခုကြားမှာတဲ့ကျွန်တော်ဘာလုပ်ရမလဲဆရာတဲ့ရွာတော်တော်ရွာတယ်သွားတယ်ဇမုံတော်ငယ်လှုပ်ပါအောင်တချို့ယုံကြည်သူများကတဲ့ဂျေဇုတော်ကလှုပ်ပေးမယ်တဲ့ဖျားလှုပ်ပေးမယ်လို့ပြောတယ်တချို့ကြတော့အစာရှောင်ရမယ်ကြိုးစားစက်ကပ်ရမယ်ဆိုတော့ဒီတရားနှစ်ခုကြားမှာကြားနာတဲ့သူကျွန်တော်ဘာလုပ်ရမလဲခင်ဗျာ ဒါတော့ခင်ဗျားရဲ့ယုံကြည်ခြင်းနဲ့ဆိုင်တယ်တင်ယုံကြည်တဲ့အတိုင်းတင်ပုံမှာဖြစ်လိမ့်မယ်လို့ယေရှုရဲ့ဂတိတော်ရှိတယ်ဆိုတော့ဘုရားခင်ကောင်းကြီးပေးမယ်ထောက်ပံ့မယ်ဆိုတော့ယုံကြည်ရင်လည်းယုံကြည်တဲ့အတိုင်းလက်တွေ့လည်းဖြစ်လာမယ်ဒါခင်ဗျားဒါကိုမယုံကြည်နိုင်ဘူးဆိုရင်တော့အရင်မနေနိုင်ဘူးဆိုရင်လို့ပေါ့ဘုရားကကောင်းချီးပေးရင်လည်းပေးပါပေါ့မပေးရင်တော့လှုပ်ကြည့်လေငါသားငါသမီးလှုပ်ကြည့်လေငါလည်းပိုက်ကြည့်မယ်ဆိုရင်လည်းဘုရားသဘောလေးဒါတော့ဒါဒီကတော့တင်လို့ရတဲ့ကိစ္စမဟုတ်ဘူးလို့ထင်တယ်ကိုယုံကြည်တဲ့အတိုင်းကိုလို့ရမယ်ထင်ပါတယ်တင်ယုံကြည်တဲ့အတိုင်းတက်ပုံမှာဖြစ်ပါစေဆိုဆက်ဖြစ်နေတယ်ဖြစ်ကြည့်မယ်နော်ဆရာကျိုးစားပြီးသွားပြီကျွန်တော်လောကသားတော့ तू လှုပ်တော့ तू ရလေလှုပ်တော့ရခွင့်ဖျားပေးထားတယ်လှုပ်ကြကျိုးစားကြသူတို့မှလည်းပဲလောကမှာလည်းဖျားသခင်လောကသားတွေကိုလည်းဖျားချစ်တာဟုတ်ဖျားအလုံးချစ်တာလေလောကသားတွေကိုအယမ်းချစ်တဲ့အတွက်ကြောင့်တော့သူတို့လှုပ်ရင်တော့လှုပ်တော့အကျိုးရှိအောင်တော့ဖျားလှုပ်ထားပေးပါတယ်ဒါပေမဲ့ဖျားရဲ့ကောင်းကြီးကြတော့ဝမ်းနေခြင်းနဲ့မယုံတော့ဆိုတော့အခုနကမေးခွန်းအတိုလေးပြန်ချုပ်လိုက်ရမယ်ဆိုရင်ကျွန်တော်တခုပဲပြောမယ်ခရိယန်တွေအယမ်းပင်ပန်းကြတာမယုံတတ်လို့ဒါဆိုဆရာကျွန်တော်ယုံတာပဲလို့ပြောရင်ယုံတာမှားလို့ခရိယန်အတ္တတာဆိုတာတကယ်တော့ရိုးရှင်းလေးပြောမယ်ဆိုရင်ဖယားကပြောပြီးသားမင်းတို့လှုပ်တလောက်ရမယ်လို့မပြောဘူးယုံတဲ့အတိုင်းရမယ်ခရိယန်အတ္တတာရဲ့လှုပ်ဝက်ချက်ကလုံနိုင်လို့ရတာမဟုတ်ဘူးယုံနိုင်လို့ရတာယုံကြည်ခြင်းရဲ့ဖခင်ဖြစ်တဲ့အာဗြဟံပင်လင်ဖယားကယုံတဲ့အတိုင်းရစေတာငါအယမ်းဆုတောင်းရမယ်ဆုတောင်းပြီးမှရမယ်လို့ဆိုရင်ကျွန်တော်ပြောပြမယ်ကျွန်တော်သူများထက်အစာရှောင်ခဲ့ဘူးတယ်သူများထက်ကျွန်တော်ကလေးလာခဲ့ဖူးတယ်ကျွန်တော်အများကြီးလုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ထင်ခဲ့တယ်ကျွန်တော်အဲ့လိုတွေအယမ်းလုပ်ခဲ့လို့ဖခင်ကျွန်တော်သုံးတယ်လို့ထင်ခဲ့ပေမဲ့ကျွန်တော်ပြောပြမယ်နော်အဲ့လိုဆူတောင်းနိုင်အောင်လဲဖျားပဲလုပ်ပေးမှရတာဆိုတာကျွန်တော်နောက်မှသိခဲ့တာပြီးတော့နောက်ဆုံးကျွန်တော်ပြောမယ်အယမ်းဆူတောင်းနိုင်မှရမယ်ဆိုတဲ့ဟာကြီးမှားနေတယ်ဘာလို့အဲ့ဒီတုန်းကကျွန်တော်အတွေးခေါ်ဆူတောင်းမှရမယ်ဆိုတဲ့အတွေးခေါ်ကြောင့်ကျွန်တော်ဘာမရအောင်ဒါပေမဲ့ငါကယေရှုကြောင့်ငါရတယ်လို့သိတဲ့နေ့ကနေစပြီးတော့ကျွန်တော်ရေးလဲကောင်းကြီးရတယ်တော့ပေါ်လာမသိဘူးကိုယ့်အပေါ်မှာကိုယ့်ရဲ့လှုပ်ဆောင်မှုပေါ်မှာကိုရက်တည်ပြီးတော့မှဖခင်ကောင်းကြီးကိုမျှော်လင့်နေတဲ့၍တင်ပြည့်စုံလုံလောက်တဲ့မင်္ဂလာမရအောင်ယေရှုအပေါ်မှာကိုယ့်ရဲ့အာယုံစိုက်ခြင်းယေရှုကိုပဲယေရှုလှုပ်ဆောင်ခြင်းအပေါ်မှာ confident အပြည့်ထားလိုက်ခြင်းဟာကောင်းကြီးအယံဖြစ်တယ်ဆိုတော့ဒီနေ့ဘာသာရေးအတင်နာကတင်းကိုပြန်ပြီးတော့မှတင်လှုပ်ဆောင်ခြင်းကို focus လုပ်ခိုင်းတယ်ဖခင်ရဲ့တကယ်နှုတ်ကပတ်တော်ရဲ့တုံတင်ချက်ကြတော့ the truth ကြတော့ယေရှုလှုပ်ဆောင်ခြင်းကို focus လုပ်ခိုင်းတာ
ယေရှုလှုပ်ဆောင်ခြင်းအပေါ်မှာစိတ်ချခိုင်းတာတကယ်တော့လေကျွန်တော်လုံနိုင်တာဘာမှမရှိဘူးဆိုတာသင်တို့ပိုသိလာလိမ့်မယ်ဒါကြောင့်ကျမ်းစာတစ်ပိုက်မှာပါပြောဆိုတော့သင်တို့ကြော်ပြောမယ်နော်ဆုတောင်းမှရမယ်ဆိုရင်ဆုမတောင်းနိုင်တော့တဲ့အချိန်ရောက်လာလိမ့်မယ်ဘယ်လိုလုပ်မလဲဆုတောင်းနိုင်မှရမယ်လို့ပြောတယ်မလားကျွန်တော်ဆုမတောင်းနိုင်တဲ့အချိန်ရှိခဲ့ဘူးလေဘယ်လိုလုပ်မလဲကျွန်တော်ထောင်ထဲရောက်တဲ့ခါမှာကျွန်တော်ဆုမတောင်းချင်တော့လေဆုလည်းမတောင်းနိုင်တော့ဒါပွင့်လင်းပြောတာအဲ့ချိန်မှာ revelation ပိုမိုက်တယ်ကျွန်တော်တို့ဆုတောင်းနိုင်လို့ revelation ရတာမဟုတ်တော့ဆိုအမှကျွန်တော်သိသွားပြီဆုမတောင်းနိုင်တော့ကျွန်တော်ဆုလည်းမတောင်းချင်တော့ကိုတော့လှုပ်ချင်တာလှုပ်တော့တိုင်လည်းသတ်ပလိုက်တော့ကိုတော့တိမ်လည်းတိမ်လိုက်တော့မယ်ကျွန်တော်အဲ့အခန်းထဲမှာငုတ်တုတ်ကြီးထိုင်နေတာအရန်သိရှင်တယ်ခန်းထဲမှာလုံးဝဆုမတောင်းနိုင်တော့ဒါပေမဲ့အထက်ကနေဆုမတောင်းနိုင်တော့တဲ့အခါမှာနှုတ်ကပတ်တော်ပြောလဲနှုတ်မမွတ်နိုင်တဲ့ညီးတွားခြင်းကိုဘာလို့လဲဝိညာဉ်တော်ကဆောင်းမလာတဲ့အခါမှာကြတော့ကျွန်တော်ဆူတောင်းတာမဟုတ်တော့ဘူးကျွန်တော်အထက်ကနေဝိညာဉ်တော်ဆူတောင်းပေးတော့တာအဲ့မှာကျွန်တော်တိသွားတဲ့အခါမှာငါလှုပ်ဆောင်နေတာဘာတစ်ခုမှမရှိတော့ဘူးသူပဲအထက်ကနေလှုပ်ဆောင်ပေးနေတာဆိုတော့သဘောပေါက်တဲ့အခါမှာဥမာနောက်ဆုံးပြကိုကိုပြုတ်မစင်စားနဲ့ဖျားပြုတ်ပေးမယ်ဆိုစိတ်ချလိုက်ကိုကောင်းစားဖို့မကြိုးစားတော့နဲ့ဖျားခင်ငါ့ကိုကောင်းစားစေပြီလို့ယုံနေတိုင်းဝန်ခံအောင်မြင်ဖို့မကြိုးစားနဲ့ယေရှုအဖြစ်ငါအောင်မြင်ပြီးသားသူဖြစ်တယ်ဆိုတော့ယုံနေတိုင်းဝန်ခံတကယ်ဝန်ခံကြည့်တကယ်ယုံကြည်ကြည့်တကယ်ဝန်ခံကြည့်တင်းဘွားကြီးရေလေပြောင်းလဲလာလိမ့်မယ်ဆိုတော့အဲ့နှစ်ခုကြားမှာရိုးလေးပဲတင်းဆူတောင်းမှရမယ်လို့ယုံဆူတောင်းဖျားပေးလိမ့်မယ်အဲ့ဒီဆူတောင်းနိုင်တဲ့အခွင့်အခါလည်းပဲဆူတောင်းနိုင်တဲ့တကိုးကလည်းဖျားပေးမှရတာမဟုတ်ရင်ဆူတောင်းတာအရင်ပြင်းတယ်ထပ်ပြောမယ်ခင်ဗျာဘာသာရေးရဆူတောင်းကြည့်2 နာရီဆူတောင်းနိုင်ရင်တော်တော်လေးအားကုန်ပြီစူးစမ်းဆူတောင်း2 နာရီဒါပေမဲ့ဝိညာဉ်တော်မဆလိုက်ဆူတောင်းတာမဟုတ်တော့ဘူးစကားပြောတာဖြစ်သွားပြီဖခင်နဲ့အရာပျော်စရာကောင်းတယ်အဲ့ချိန်ကျရင်ဘာသာရေးရဒီလိုတူတွေတော့ကိုရောဆိုအော်နေတာမဟုတ်တော့ဘူးပပရေ thank you no love you papa time တော့အေးစစ်စကားပြောနေ relax ရေးလည်းမိုက်တယ်အဲ့လိုမျိုးဖြစ်ရမယ်အခုကဖះနဲ့သွားနေကျွန်တော်တို့တကယ်ကြောက်စရာကောင်းတဲ့လူကြီးနဲ့စကားပြောနေရတယ်လို့ဘယ်အချိန်မှထားထုမလဲဆိုတော့ယုံနေတိုင်းတော့အကြီးကျယ်အဲ့လိုမျိုးပုံစံနေမဟုတ်ဘူးဖះနဲ့သွားတယ်ဆိုတာလုံးဝပေါ့ပါလေးနဲ့လန်းလန်းဆန်းဆန်းလေးသွားတာလုံးဝ relax တာဖာနှစ်ယောက်ထိုင်လို့စကားပြောနေတဲ့အကွက်မျိုးတွေနဲ့သွားတာထိုင်လဲထိုင်မယ်ဒီလိုမျိုးတင်လဲတင်မယ်ဥမာပြောပြတာ sorry ရိုင်းသွားခွင့်လို့အပေါ်မှာတင်ပြီးတော့ရေးလဲကိုရောကျေးဇူးတင်တော့ကိုရောDaddy Papa thank you no Papa love you ဒီလိုအစ်စ်အခုအမို့တူရထောင်းလားအပမေရရှင်းရှင်းမြတ်တာဖြင်းပြလေးလဲနေစားထားဖုန်းမှာ Oh hallelujah no come on man အားကုန်တယ်ကျေးဇူးပြုအားကုန်တဲ့အကွက်တွေမလုပ်တော့ဘူးကျွန်တော်ပြီးသွားပြီအရန်ပေါ့တယ်အခု relax အဲ့လိုလုပ်တဲ့ခါမှာကျွန်တော်လည်းပုံနှုတ်လာတယ် sorry ပဲပြောမိတယ်မနှုတ်လာဘူးလားရှာမဟုတ်တကယ်ကိုလုံးမရမယ်ဆိုတာခရိယန်တတ်တာမဟုတ်ဘူးယုံတိုင်ရင်ရတယ်ဝန်ခံတိုင်ရင်ရတယ်ချီးမွမ်းတိုင်ရင်ရတယ်ယုံကွာနံပါတ်1ဝန်ခံကွာနံပါတ်2ချီးမွမ်းနံပါတ်3ချီးမွမ်းကွာအဲ့3ခုလည်းပဲလှုပ်တော့ကြိုက်တာနေလှုပ်ဆရာရှိတဲ့အဟာလေးတော့နေတိုင်းလှုပ်သွားဒါပေမဲ့ daily life မှာတည်ပြောင်းသွားလိမ့်မယ် changes တွေဖြစ်လာလိမ့်မယ်ပြီးတော့မှဘာထူးခြားလာမသလားတင်လောက်ွက်တွေပေါ်လာအောင် idea တစ်တွေထွက်လာအောင်ထက်မြက်တဲ့ဉာဏ်တွေထွက်လာအောင်ပြီးတော့ဟိုတော့ငါတုံးကြီးမဟုတ်တော့ဘူးအလုပ်ကနေပြန်လာအလုပ်လုပ်TV ရှိမှထိုင်အိပ်ပျော်သွားနောက်နေ့အလုပ်ပြန်လုပ်အဲ့လိုငါတုံးကြီးရုံမဟုတ်တော့ smart ဖြစ်လာတယ်ဘယ်သူနဲ့ဘယ်လိုလုပ်ကောင်းမလဲဘယ်နေရာမှာလုပ်ကောင်းမလဲsmart တွေအရန်ဖြစ်လာတယ်ရှင်းပြမယ်နော်ကျွန်တော်ပြောပြမယ်အခုကျွန်တော်က idea အရန်ရှိတယ် share idea တွေရှိတယ်ကျွန်တော်အများကြီးပဲကျွန်တော်စီးပွားရေးidea တွေအရန်ထွက်တယ်ကျွန်တော်အခုကဒါပဲလားမဟုတ်ကျွန်တော်အမှုတော်မြတ်ထဲမှာဘယ်လိုကျေပြန့်ဆိုတာလုပ်အောင်မဆိုတာ idea တွေအရန်ထွက်တယ်ကျွန်တော် very smart အခုအရန် smart ဖြစ်တယ်ဝိတာစားတာအစားကျွန်တော်ဘယ် designer မှခေါ်စရာမလိုကျွန်တော် designer ပဲကျွန်တော် design နဲ့ကျွန်တော် share လုပ်ထားတယ်ကျွန်တော်ဘာပြီးဘာမှကျွန်တော် like တူတဲ့ဖွဲ့တွေကတော့ပွားလဲပိန်လိုက်နေသူတို့လစ်သွားလိမ့်မယ်
ကျွန်တော်ပေါ့ဝဲလိုက်ဝဲကြတဲ့အဖွဲ့တွေရှိတယ်ကျွန်တော်အဖွဲ့လေနောက်ခဏနေကျွန်တော်ပြန်ပြီးတော့မှအချက်ပြန်ဝဲသူတို့လည်းစိတ်တက်တွေကြာပြီးတော့ဟာဆရာလည်းမမီတော့ဘူးဒီမှာနေ့ကလည်းဘယ်သူမိခိုင်းလို့လဲကိုယ့်ရဲ့ idea ထွက်တာပြောချင်တာဘယ်သူနဲ့ဘယ်လိုစကားပြောဘယ်အလုပ်ဘာလုပ်အောင်လဲဘယ်နိုင်ငံမှာဘာလုပ်အောင်လဲကျွန်တော်အကုန်ပြင်ဆင်ထားပြီးသားအခုပြင်ဆင်ထားပြီးကျွန်တော်ဖျားစကန်ပေါ်ပြလို့ကျွန်တော်စင်ကာပူမှာကျွန်တော် company သွားဖွင့်တယ်ကျွန်တော်ဂျပန်မှာ company သွားဖွင့်တယ်အခုဆိုရင်ဂျပန်မှာကျွန်တော် logistics နဲ့ပတ်သက်တဲ့ဟာရယ်ပြီးတော့မှကျွန်တော်ကဒီဒါလည်း service နဲ့ပတ်သက်တဲ့ဟာအဲ့ဒါအခုတရုတ်ပြည်မှာဆိုရင်ကျွန်တော် fashion နဲ့ပတ်သက်တဲ့ဟာကျွန်တော်မှာ idea တွေအပြည့်ပဲညီကောင်မောင်တော့အပြည့်ပဲကင်ထားတယ်အဲ့ဒီ idea တွေဘယ်ရရလဲကျွန်တော်ရောနေ hallelujah လွန်လို့ရတာမဟုတ်ဘူးကြီးကျယ်တခုံနေထူတော့ခုံနေတော့အကြီးကျယ်မလုပ်ဘူးညီကောင်မောင်ဒူတွေတော့နည်းနည်းပါတော့ညိုနေအဲ့ဒါဒူးထောက်ထားလို့မဟုတ်ဘူးဟိုအားကစားလုပ်ထားလို့ဆိုတော့အရာနေမဟုတ်ဘူးညီကောင်မောင်တော့ပွင့်လဲမယ်ဘုရားရဲ့အမှုတော်မြတ်ကအမှုတော်မြတ်မပြော sorry ငါတဘိုးကထမ်းလွယ်တယ်တဲ့လောကကြီးရဲ့တဘိုးကအရန်လေးလို့ဘုရားကတဘိုးကိုထမ်းခိုင်းတာသူ့ရဲ့နီးကိုတင်ယူခိုင်းနေတာသူ့ရဲ့နီးရဲ့ယုံတတ်ဖို့ဒါပဲပြောတယ်အရင်မကျင့်ခိုင်းဘူးယုံခိုင်းတာကျင့်ခိုင်းတာမဟုတ်ယုံခိုင်းတာတိတ်မရသေးဘူးဖွဲ့တယ်ကြည့်ခိုင်းတာမဟုတ်တရားဟောရင်လို့ဖြစ်သွားပြီကျင့်ခိုင်းတာမဟုတ်ဘာဖြစ်လဲကျင့်ခိုင်းတာလားယုံခိုင်းတာလားခရိယန်တတ်တာဆိုတာကျင့်ခိုင်းတာလားယုံခိုင်းတာလားယုံခိုင်းတာညီကောင်မောင်တို့ကျမ်းပိုက်တွေထွက်လာတော့မတော်ပြီဆရာသွားလိုက်တော့ဆရာရန်ကောင်းပါသလားကောင်းပါတယ်ဝိညာဉ်တော်ဖွင့်ပြပါစေအာမင်အာမင်တချို့တွေထင်တယ်ယေရှုတရားထဲရောက်သွားရင်တော့အကုန်လွတ်သွားပြီပေါ့နော်ဆိုတော့ယေရှုတရားက legalism ဆိုတဲ့တကယ်စီမင်းစီကံကြီးနဲ့သွားတာလည်းမဟုတ်ပြန်ဘူး lawlessness ဆိုတဲ့စီမဲ့ပေါင်မဲ့ကြီးလည်းမဟုတ်အဲ့ဒီကြားမှာဝိညာဉ်တော်ကflow ထဲမှာစီစဉ်ရအဲ့ဒါကိုတော့ဇာတိလို့ဘယ်တော့မှနားမလဲဘူး born again လဲဟိုPharisee တယောက်မေးတယ်လေဘယ်လိုအမေဘယ်ပေါက်ကနေဝင်ဘယ်ပေါက်နဲ့ပြန်ထွက်ရမှာလဲပေါ့နော်ဒီလောက်ခန္ဓာကိုယ်ကြီးနဲ့ဆိုတော့ဝိညာဉ်တော်ကမမြင်ရဘူးသူကလေကဘဲနေလာလဲဘယ်လိုသွားလဲမသိတယ်လို့ပဲဝိညာဉ်တော်အဖြစ်ဖြစ်ပွားတော့သူကအဲ့လိုဖြစ်တယ်ဆိုတော့ဒါကြောင့်တချို့တွေကကျေးဇူးတော်ပြောတာနဲ့ဘာစီကံမှမရှိတော့တာကိုသွားမြင်တာလည်းရှိတယ်နော်ဆိုတော့သူက legalism ဆိုတဲ့တကယ်ကြီးကိုဟိုထုံးနှန်းစင်လာရေးနဲ့အသက်ရှင်ခြင်းလည်းမဟုတ်တယ်လို့ lawless ဆိုတဲ့ပြည့်ညက်တရားမဲ့အသက်တာလည်းမဟုတ်ပြန်ဘူးကျွန်တော်က law of spirit ဆိုတာ law အတိတ်ရတယ်အဲ့ဒီ law ပါလေဝိညာဉ်တော်ဆိုတဲ့ law of spirit gives life ပေါ့နော်ဆိုအသက်တရားနဲ့တော်တဲ့အသက်တာဖြစ်တယ်အဲ့ဒီထဲမှာစုတောင်းခြင်းတွေလည်းရှိပါတယ်အစာရှောင်တာလည်းရှိပါတယ်ဒါပေမဲ့တောင်းတဲ့ရည်ရွယ်ချက်နှလုံးသားတွေကမတူတော့ဘူးအရင်ကတော့မျက်နှာตาရဖို့ဘယ်နည်းရှောင်မယ်အောင်မြင်ဖို့ဘယ်နည်းရှောင်မယ်ပိတ်သိပ်တိုးဖို့ဘယ်နည်းရှောင်မယ်အခုတော့ရှောင်ခြင်းတွေအဲ့ဒီစိတ်နဲ့မဟုတ်ဘူးဥမာခင်ဘွန်းနဲ့ဇနီးတဲ့ချက်မှာဆိုပါစို့အမျိုးသမီးကသူ့ခင်ဘွန်းတဲ့ကသူ့ကိုစွန့်မှာကြောက်လို့သူ့ကိုမချစ်တော့မှကြောက်တဲ့စိတ်နဲ့ပဲနေ့တိုင်းချက်ပြုံးသူ့ကိုစီခံပေးနေတယ်လှုပ်ပေးနေတယ်ဆိုတော့အလောက်တော့မှနော်လေးလာပင်ပန်းမလဲတချို့ခရိယန်နဲ့အဲ့လိုဒါပေမဲ့ကိုယောက်ျားလည်းကိုတိတ်ချစ်တယ်ခင်ဘွန်းဇနီးတဲ့လည်းအရန်ချစ်လို့နော်ကိုလှုပ်ပေးနိုင်တော့ជីជីနတ်နတ်ရေးနဲ့ကိုချစ်တဲ့သူတွေလှုပ်ပေးတာကဝင်လဲပေါ်တယ်ပေါ်ပါလည်းဖြစ်တယ်ဆိုတော့ဒီနှစ်ခုကြားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ဝိညာဉ်တော်ဖွင့်ပြရင်တော့ပို့ပြီးတော့ရှင်းလင်းသွားမယ်ဆိုတာလေးထပ်ပြောချင်ပါတယ်ကျေးဇူးတင်တယ်နောက်ဒီမှာဒီရောက်ကတော့သူ့ရဲ့တွေ့ကြုံတွေလည်းရေးထားတာဖြစ်ပါတယ်ဒီကောင်းစင်ကြီးတော့ကျွန်တော်တို့မသွားအချိန်ကနည်းနည်းဟိုဖြစ်သွားမှထင်တယ်နော်ဒါပေမဲ့အဲ့ဒီထဲမှာတော့သူဒုတိယနဲ့တတိယမေးတဲ့မိခွန်းကျွန်တော်ဆက်မေးသွားပါမယ် Can women be a pastor at church အမျိုးသမီးဟာအသင်းတော်မှာသင်လို့ဆရာဖြစ်နိုင်ပါသလား Now ဒုတိယမိခွန်းက I was born in Christian family and I believe Jesus as my savior and but I don't remember the date of my salvation ကဲတင်ချင်ရတဲ့နေ့တတိမရဘူးအတိအကျမမှတ်ထားမိဘူးပေါ့နော် So everything I felt down I always ask myself do I really save ကဲတင်ချင်တခါအနေနဲ့ခါမလဲတခါငါကဲတင်ချင်တကယ်ရတာဟုတ်မဟုတ်ရဲ့လား
just a feeling. But when I heard the word of God, my belief changed again. So I wonder why, siya. So namadikaro, miyutami atin mo siya pikun shiva dala. Namanigaro, kairin siya na rin mamamibu. Pero takali ane de ching male, elo tuiga piam yung muna kairin siya nagay yana homa huyela. Kami no ko bro chara kama charo atema kain kamo shit wa piane pelu le siya. So siya isa mo tong. Isha pi bang. Eko tibro chusu yang. အမျိုးသမီးတင်လို့ဆရာလှုပ်တဲ့နလားလှုပ်တဲ့ပါတယ် Di ma lo de tu di matia bang amu tu mi tino siya di dia ma. Wow, okay letter okay. ခရစ်တော်၌ယောက်ျားမရှိမိန်းမမရှိတလုံးတော့ဖြစ်ပါတယ်လှုပ်တဲ့ပါတယ်သူမှာလုံနိုင်တဲ့အချင်းရှိပါတယ်ဘုရားကပြည့်တယ်ပူပြီးတော့မှတတိရှိလာပါတယ်ပြီးတော့ဒီကကဲတင်ချင်းရတဲ့နေ့မမှတ်မိတော့ဘူးတဲ့ဟုတ်လားမမှတ်မိတဲ့သူကဲတင်ချင်းတကယ်ရလားမရလားမသိဘူးပေါ့ Oh de kala ane de kama charo tu dei le mama mi de charo yana homa huyela. Kami de kala je sei chamo shi pian lai mashi lai bo. Kong ngai yau le ngai roi bo sia ye. ကောင်းကင်နဲ့ငရဲနှီးချင်းပြန်သွားလိမ့်တယ် Chim ကွာ pian to de bo. မသွားနဲ့တော့ကဲတင်ချင်းတခါရပြီဆိုရင်သာဝရသက်လုံလောက်ပါတယ်လို့ Amen. ပြီးတော့အခုလောလောဆယ်ခင်ဗျာယေရှုကငါကဲတင်ရှင်ဖြစ်တယ်ယေရှုရဲ့တွေ့တော်ကငါဖြစ်သည်အားလုံးကိုစေကြောပြီးပြီငါဟာယေရှုရဲ့ကိုငါရဲ့ယေရှုရှင်ကဲတင်ရှင်အသက်သခင်အနေနဲ့ယုံကြည်ပါတယ်လို့ခင်ဗျာအခုမှရှိတယ်ဆိုရင်ခင်ဗျာကဲတင်ချင်းရတာဖြစ်တယ်အခုရတာနဲ့သာဝရမှာလည်းရတော့မှာဖြစ်ပါတယ်ခင်ဗျာ feeling နဲ့မဆိုင်ပါဘူးလို့ Amen. Amen. Yang kong mare. General တချို့တောင်ပေါ်ကနော်အတော်ဒီအဖွားတွေဆိုတော့မွေးတဲ့ရက်မသိပါဘူးနော်မွေးရတဲ့နေ့တနေ့ပြီးသွားပြီနော်မွေးရတဲ့အတိအကျမမမီလို့မမွေးဘူးလို့ဘယ်သူမှပြောလို့မရအောင်နော်တချို့တွေဆိုရင်အိမ်ဘေးနာကဝက်မမွေးတဲ့နေ့လဲတွဲပြီးတော့မှတ်ထားတာဆိုတော့ဒိတ်အတိအကျမပေါအောင်ဒီကတကယ်မွေးဖို့ပဲလိုပါတယ်โอเคကျေးဇူးတင်နေနောက်ဒါတွေကတော့ဟိုနေ့စဉ်တချို့ကြုံတွေ့ရတဲ့အရာလေးတွေပါHow can I overcome my laziness? No? Lazy club with Waba. Now we don't. How do I motivate myself to read the Bible every day? At our net, or the daddy alonga the September. Now the chum lead on the September she that Saga simpi bare and now by a low jump piano with or chance up on Mama Panay Nobu. အိမ်ပြန်ရောင်းဖို့လဲဝေသူအရန်နဲ့တဲ့အင်ရောင်းဝယ်လောက်တာတော့မသိဘူးအဓိကဖျားနဲ့ပြန်လဲမိတ္တာဟယဖွင့်နိုင်မှုဖျားကိုအချိန်ပေးနိုင်ဖို့တဲ့ဘာလို့ဖို့တင်းတော်ပါတယ်လဲယေရှုတမန်ဒါသုံးခုပေါင်းလိုက်ပါသူတို့ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အသက်တာထဲမှာတစ်ခါပြင်းရတာတွေဘယ်လိုကြော်လွှမ်းမလဲနောက်ပြီးတစ်ခါလေးတဲ့ချမ်းစာဟိုဖတ်တော့ကိုဘယ်လို motivate လုပ်မလဲဆိုတဲ့ဟိုခရိယန်တက်တာဖျားနဲ့ပုံမနီးဘူးဘာလုပ်မလဲဆိုတဲ့ချက်တွေဖြစ်ပါတယ်တို့နဲ့လူရင်းဖြည့်ပေးမယ်ဆိုရင်တော့ကိုလောက်ရမယ့်အရာကိုမသိမချင်းကိုပြင်းနေတာပဲကိုလောက်ရမယ့်အရာကိုဘာတူလဲဆိုတော့ကိုသိသွားပြီကိုလောက်မယ့်အရာသိသွားတဲ့နေ့ဟာဘယ်တော့မပြင်းတော့ Okay ကျွန်တော်ကအမှုတော်ဆောင်ဖြစ်တယ်လို့သိသွားတဲ့နေ့ရနဲ့စပြီးကျွန်တော်ကမပြင်းတော့ကျွန်တော်တရားဟောဖို့မွေးလာတဲ့ကောင်လူတွေကိုအားပေးဖို့မွေးလာတဲ့ကောင်လူတွေကိုနှိုးဆော်ဖို့မွေးလာတဲ့ကောင်ဆိုတာသိသွားတဲ့နေ့ရနဲ့စကျွန်တော်လုံးဝမပြင်းတော့တခြားနေရာမှာပြင်းပြင်းမယ်ကျွန်တော်အဲ့ဒီနေရာလုံးအောင်ပြင်းဆိုတော့ဒါပေမဲ့နောက်တစ်ခါပိုကောင်းသွားတာကအဲ့လိုလှုပ်ရင်းနဲ့ဘာဖြစ်လာလဲဆိုတော့ကိုလှုပ်ရဲ့အရာတွေကဟိုပို့ပြီးတော့ကိုလှုပ်ရမယ့်အရာတိသွားတဲ့ခါမှာကိုအများကြီးလှုပ်ရမယ်ဆိုတော့ပိုသဘောပေါက်သွားတော့လှုပ်ရင်းမအားတော့ဘူးပေါ့ဆိုတော့ပြင်းဖို့အချိန်လည်းမရှိတော့ဘူးပြင်းဖို့အချိန်မရှိတော့ဆိုတော့အဓိကပြဿနာပါလဲဆိုတော့ပြင်းတာကလူတိုင်းကမပြင်းဘူးခင်ဗျပြင်းတယ်လို့ပြောလို့မရဘူး तू လော့မဲ့အလုပ်ကိုမသိသေးလို့ဒါ तू ကအချိန်ဖြုံးနေတာ तू က तू လောက်ရမယ့်အရာကို तू မသိသေးတာဥပမာကျွန်တော်ဆိုရင်ကျွန်တော်ကဖျားအတွက်ကျွန်တော်ရွေးကောက်ထားတဲ့လူဆိုကျွန်တော်မသိမချင်းကျွန်တော်ကအရာကျွန်တော်ပြင်းတယ်ကျွန်တော်ဘာမှမလုပ်ချင်ဘူး
ဒါပေမဲ့ကျွန်တော်ကိုကျွန်တော်ဘာတူလဲဆိုတာသိပြီးတော့ကျွန်တော်လောက်ရမယ့်အရာကိုကျွန်တော်နားလေသွားတယ်ဗျအဲ့လိုမျိုးကိုဘာတူလဲဆိုတာကိုသိချင်ရင်တော့အမြဲတမ်းဖျားကြောင်းခုနပြောရဲပါလဲဆရာမပြောသွားတယ်ပါလဲ don't stay away from the church community so that don't stay away from that church community no Christian community sorry Christian community နဲ့ဝဝမနေနဲ့နားမနေပြီးတော့မှတင်ဝิญဉ်တော်နဲ့တကယ်ပြည့်တဲ့မှုတော်ဆောင်တွေရဲ့တရားဟောချက်တွေကိုတင်အမြဲတမ်းနားထောင်ပြီးတော့မှတင်ဘသူလဲဆိုတာကိုတင်ရအောင်ရှာတင်တရားနားထောင်တဲ့အခါမှာတင်ယုဒနာနားမထောင်နဲ့အဖြေရှာခြင်းနဲ့စိတ်နဲ့နားထောင်ရင်အဖြေရအောင်ရတယ်ဒီနေ့ကျွန်တော်တို့တရားဟောချက်တွေကိုနားထောင်ပြီးတော့မှပြဿနာရှာတဲ့ဖွဲ့တွေကအဖြေရှာချင်တာမဟုတ်အမှားရှာချင်တာအမှားရှာပြီးတော့နားထောင်တာနဲ့အဖြေရှာပြီးနားထောင်တာမတူဘူးအဖြေတကယ်ရချင်လို့နားထောင်တော့တကယ်အဖြေကိုရတာအမှားရှာဖို့နားထောင်တဲ့သူကတော့အမှားပဲတွေ့သွားပြီးတော့ तू ကအဲ့ဒီအဖြေတွေအများကြီးကို तू ကြော်သွားခဲ့ရတယ်ဘယ်လောက်တနာဖို့ကောင်းလဲဒါကြောင့်တင်ဘယ်နှုတ်ကပတ်တော်နားထောင်တဲ့အခါမှာတင်တကယ်ကိုအဖြေရချင်တဲ့စိတ်နဲ့နားထောင်ပါဝိညာဉ်တော်တကယ်ဥဆောင်တဲ့သူတွေဖြစ်ဖို့လည်းအရေးကြီးတယ်ပြောချင်တာတရားဟောဆရာတိုင်းရှောင်းနားမထောင်ပါနဲ့အတီးပွင့်ရှိတဲ့သူနားထောင်သူအပြင်လူတွေအရန်ပြောင်းလဲနေသူအပြင်လူတွေအသက်တာ changes တွေဖြစ်နေသူအပြင်ဆိုလူတွေပြောင်းလဲအောင်လုပ်လို့မရဘူးလေကျွန်တော်တို့လည်းနားထောင်မှလို့ရှောက်ပြောလို့မရဘူးလေဒါပေမဲ့ဖျားလို့ချင်အပြင်ပြောင်းလဲတဲ့သူတွေကများလာတဲ့ပုံမှာနားထောင်တဲ့သူများလာတာပေါ့ဒါပဲရှိတာပဲဆိုတော့အဲ့လိုမျိုးလူတွေကိုများများနားထောင်ပေါ့ကျွန်တော်နားထောင်ပါလို့ကျွန်တော်ပြောနေတာမဟုတ်ညီကောင်မောင်မတို့ဒါပေမဲ့ဖျားအသုံးပြုတဲ့သူတွေအများကြီးရှိတယ်ကိုကဖျားစကားကိုအများများချိန်ပေးလာရင်ဖျားစကားဟုတ်မဟုတ်ဆိုတာလို့သိလာတာပဲဖျားစကားဟုတ်မဟုတ်ဆိုတာမသိတာဖျားစကားကိုအချိန်ပေးတာနဲလာရင်ဖျားစကားဟုတ်မဟုတ်ဆိုတာမပိုင်းခြားတတ်တော့တဲ့ပြဿနာတွေဖြစ်ပြီးတော့မှပရောဖက်အမားတွေတော့ပါကုန်ကြတာလေဖြစ်တယ်ဒါကြောင့်ဖျားစကားကိုများများနားထောင်ပါဖျားစကားကိုများများချိန်ပေးကြည့်ပါအဲ့ဒါဆိုရင်သင်ကမမားတော့ဦးညီကိုမောင်မတို့ရဲ့ပြီးတော့မှဝိညာဉ်တွေကသိတယ်ကျွန်တော်တို့ဆိုရင်ဘယ်သူကဖျားလူလဲဘယ်သူကဖျားလူမဟုတ်လဲသိတယ်ဝိညာဉ်ထဲကနေဘယ်လိုသိလို့သိမှအောင်မသိဘဲနဲ့သိလို့သိတာဘယ်သူမှလည်းလာသင်ပေးတာမဟုတ်ပါအတွင်းထဲကနေကိုသိနေတာ deep down in my heart က I know ဒီဥစ္စာဖျားလူမဟုတ်ဘူးလားဟုတ်လားဆိုတော့ကောင်းသိတယ်ဒါကြောင့်ကျွန်တော်ပြောပြချင်တဲ့အရာတစ်ခုကတော့သင်တို့ရဲ့ life မှာပေါ့နော်ပြင်းတယ်ဆိုတာကကိုဘယ်သူလဲဆိုတော့ကိုမသိတဲ့ပြဿနာပဲဆိုတော့ကိုဘယ်သူလဲကိုသိချင်လားအမြဲတမ်းအဖြေရှာဘယ်မှာအဖြေရှာမလဲလောကမှာတော့အဖြေမရှာနဲ့နှုတ်ကပတ်တော်တကယ်တည်ဆောင်နေတဲ့သူတွေဆိုမှအဖြေရှာနားထောင်ကျမ်းစာဖတ်နားထောင်ကျမ်းစာဖတ်နားထောင်ကျမ်းစာဖတ်တင်းအဖြေတွေ့ရလိမ့်မယ်အဲ့တွေ့သွားလို့တင်းပါလို့မတင်းတိသွားရင်တင်းဆူရှီဘွားနဲ့လို့တော့ဥမာပြောပြတယ်sorry နော်စာချက်ခုတ်တဲ့ဘွားနဲ့လွတ်သွားမယ်မဟိုဆက်ယုံတွေနဲ့ဒီဆက်ယုံနဲ့လွတ်သွားလိမ့်မယ်တင်ပါလို့ဆိုတော့တင်တိသွားတော့ငါလို့တဲ့အရာအောက်မိမယ်ဆိုတော့တိသွားတော့ဘယ်သူမှလာအားပေးကြမလို့တော့ဘူးတင်လို့မဲ့အရာကိုတင်တိသွားဘယ်သူမှအားပေးကြမလို့တော့ဘူးတင်အထဲကတင်ကိုပြန်အားပေးနေတော့လားရေးလဲ motivate တွေရပြီးတော့တင်ပါတာထားလို့လိမ့်မယ်ဆိုတော့ရှင်းလေးပဲတင် motivate မရှိဘူးဆိုတာတင်ဘယ်သူလဲတင်မသိသေးဘူးတင်ပါလောက်ရမလဲဆိုတာတင်မသိသေးလို့တင်ပြင်းနေတာအဲ့ဒီနှစ်ခုပဲရအောင်ရှာတွေ့သွားတဲ့နေ့ကလုံးဝ share ပဲပြီးသွားပြီဇလံပြတ် That's it Amen amen အရင်ကောင်းပါတယ်ကျေးဇူးတင်တယ်ဆရာဒေးဗစ်Okay ဆိုတော့အချိန်လဲစိတ်သွားပြီဖြစ်တယ်ကျွန်တော်ညနေအစီအစဉ်လဲဆက်ရှိနေသေးတဲ့အတွက်နောက်ဆုံးလေးတစ်ခုနဲ့အဆုံးသတ်ပါမယ်မနေ့ကလဲတော့ဒါကိုတော့ဆရာဇော်ကပြောထားပြီးသားလဲဖြစ်ပါတယ်ဒါပေမဲ့ဦးပြီးတော့တည်အောင်ထပ်ပြီးတော့အမိချင်းဖြစ်တယ် Revive America ခေါင်းဆောင်များရဲ့နောက်နှစ်အတွက် plan ဒီနေ့အတွေ့အကြုံရင်ကုန်တမ်းများကြားချင်ပါတယ်တဲ့ဆရာဒေးဗစ်ကနေဆိုင်အောင်နောက်နေ့လာမလားရေးကြီးတယ်လေနော်တို့ကြငလင်လုတ်တယ်ဘာညာဆိုဒုက္ခရောက်နေအောင်နားရောက်မှငလင်လုတ်တယ်ဘာပြည့်ညာပြည့်ဆိုကျွန်တော်နေဟတ်တဲ့အသေးကွယ်ကျွန်တော်မိန်းမတော့အဲ့လိုမချော့ဘူးဆရာဒေးဗစ်ကိုကြောဆရာလုပ်ပါတော့ချောရပါတယ်တော့ချောရချင်းတွေပါဆိုပြတယ်ဒီကဆောင်နေသူဒီကဆောင်နေသူချင်းတွေပဲဆိုတယ်ပြန်လာမယ်ဆိုတာကိုမသိတော့ဘူးအိမ်ပြန်ချင်းကိုတော့မသိတော့အိမ်ပြန်ချင်းမသိလာချင်းလည်းမသိတော့ခေါ်ရတာပေါ့နော်တို့လည်းမားရရှင်တောင်းမှဆိုပဲပြန်လာပါအခု
ခုနဆရာအဆိုတော်ချင်းပါအဆိုတော်နာမည်ပါလဲဆရာပြောတယ်ဝင်းစုခိုင်သိမ်းဖြစ်သွားတယ် ဆရာချင်းနာမည်ဝေးစုခိုင်နေပြီလား โอเคကျွန်တော်ဘယ်လိုခံစားလဲဆိုတော့ညီကိုမောင်မတို့နောက်နှစ်မှာတော့ကျွန်တော်အနေနဲ့တော့ဆရာကိုလည်းတင်သွင်းတယ်ကျွန်တော်တို့ဟိုတိတ်အချိန်လဲအဲ့လောက်ကြီးမပေးနိုင်တော့ဘူးလူတွေတနေရာမှာဆုလိုက်မယ်တနေရာမှာပြောချင်တာဗျာဟိုဆန်ဖရန်သွားလိုက်ဟိုဆီယာရာသွားလိုက်ချီကာဂိုသွားလိုက်မသွားတော့ဘူးဗျာဒီနေ့အတွက် Revive America တနေ့မှာတစ်ခါပဲလုပ်မယ်တနေရာမှာပဲလုပ်မယ်အကုန်လာကြဒါပဲလာကြ share လုပ်မယ် share တကယ် share လုပ်မယ်ဒါမဲ့ပဲဗျာတမိုးမတိတဲ့လူကတမိုးမထားဘူးဗျမဒီဖွဲ့တွေမင်္ဂလာရှိပါတယ်တင်တို့အစမှာပါဝင်ရတယ်နောက်ပိုင်းမှာအကြီးဖြစ်လာတော့မယ်တကယ်ဖြစ်လာမှညီကိုမောင်မတို့โอเคဆိုတော့ Revive America ရဲ့အစဖြစ်ပေမဲ့ Revive America ဒီ movement တစ်ခုကြီးဖြစ်တယ်လှိုင်းလုံးလို့လာတော့မှဖြစ်တယ်နောက်နှစ်တွေမှာပိုတော့ကြီးမားသောလှိုင်းလုံးတွေလာတော့မယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဗျအာမင်ယုံကြည်ပါတယ်ကျွန်တော်ကြိုပြောလိုက်ပြီကြီးမားသောလှိုင်းလုံးကြီးတွေလာတော့မယ်နှစ်က2026ဘာပိုတော့ကြီးမားသောလှိုင်းလုံးပိုကြီးလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်တနေရာမှာပဲလုံမယ်အခုရှင်းပြောပြမယ်ညီကောင်မောင်မတို့ဆရာဇော်ကကျွန်တော်မပြောဘူးလို့ပြောထားတာဒါပေမဲ့ကျွန်တော်ပြောမယ်ဆရာဇော်ကတကယ်နစ်နာခံတဲ့လူတစ်ယောက်ဖြစ်တယ်သူရှိမှလည်းကျွန်တော်ပြောတာမဟုတ်ဘူးတကယ်နစ်နာခံတယ်ဘာကြောင့်လဲဆိုတော့ပတ်စံရမ်းကုန်ပါတယ်ဘာတွေကုန်လဲလို့ပြောလိုက်ဒီပွဲလို့တော့ပဲဆိုတော့ဘာကုန်လို့လဲမဟုတ်ဘူးဒီအဖွဲ့တွေအားလုံးကိုဒီတောက်လျှောက်ဒီအဖွဲ့တွေအားလုံးကိုခေါ်ရတဲ့အခါမှာမီဒီယာသမားပဲဘယ်နှယောက်ရှိလဲဆရာ10 ယောက်လောက်ရှိရဆရာ မီဒီယာသမား10ယောက်သူတို့မိသားစုတွေရှိတယ်သူတို့ဒီတလာလုံးလိုက်နေဖွယ်အတွက်အဲ့ဒါတွေအားလုံးကဆရာကပေးရတယ်ဗျပေးရတာတွေအများကြီးရှိတယ်အုပ်လိုက်ကြီးတွေသွားတဲ့ဟာရှိတယ်အကုန်တာဝန်တို့ဟိုတယ်ခါတွေရှိတယ်ဒီအုပ်လိုက်ကြီးတွေသွားလာပွဲလုပ်တယ်ဆိုတာလဲစနစ်တကျကောင်းကောင်းမွန်လုပ်ရတယ်လေပြီးတော့မှ LED တွေအများအားငားတယ်လုပ်တယ်ပွဲဆိုတာကဖြစ်တယ်လို့မလုပ်ဘဲနဲ့စနစ်တကျအကောင်းဆုံးလုပ်တဲ့အတွက်ကြောင့်ပတ်စာအများကြီးတပွဲကိုမကုန်ဘူးဆိုရင်အနည်းဆုံး3သိန်းလောက်ကုန်ပါတယ်ခင်ဗျအနည်းဆုံး3သိန်းလောက်ကုန်ပါတယ်ဘာ3သိန်းမဟုတ်ပါဘူးခင်ဗျမြန်မာငွေ3သိန်းမဟုတ်ဒေါ်လာ3သိန်းကုန်ပါတယ်ခင်ဗျဆိုတော့4ပွဲဆို4သိန်းကုန်ပါတယ်ဆိုတော့အဲ့လိုကျွန်တော်မလုပ်စေချင်တော့ဘူးကျွန်တော်စာငတ်တောင်လိုချင်တယ်ဗျဒီမဟုတ်ကျွန်တော်ပြောမယ်နော်ကျွန်တော်ပြောမယ်ဒီအမေရိကမှာရှိတဲ့ညီကိုမောင်မတွေစာငတ်မှုအများအားနေတယ်လို့ကျွန်တော်တော့ဒီတိုင်းပဲကောက်ချက်ချမယ်မလေးရှားမှာဒုက္ခအများရောက်တဲ့အခါမှာစာငတ်ကြတယ်ဗျလူတွေကဒီမှာတိတ်ဟုတ်သွားတဲ့အခါမှာဒါကြီးအဟုတ်ကြီးလို့ထင်တယ်ဒါအဟုတ်မဟုတ်ဘူးညီကိုမောင်မတို့ဒါအဟုတ်မဟုတ်ဘူးအမေရိကန်တွေမလုပ်ချင်တဲ့လုပ်ကိုကျွန်တော်လုပ်နေရတာအဟုတ်ကြီးလို့မထင်နဲ့မဟုတ်ဘူးညီကိုမောင်မတို့ပြီးတော့မှသူတို့ခိုင်းတာတွေလုံရင်းလုံနေကျွန်တော်တို့ကလမ်းစာတွေပြောင်းနေတယ်ဘဝတွေကပြောင်းနေတယ်ဘာပြောက်တာလဲဆိုတော့ကိုလော့မဲ့အလုပ်တွေမလုပ်ဘဲနဲ့ကိုလော့ရမဲ့အလုပ်တွေမလုပ်ရတော့ဘူးကိုဖျားထားတဲ့လောကမှာထားတဲ့ရည်ရွယ်ချက်ကြီးပြောက်နေတယ်ဒါတွေနဲ့ပဲအလုပ်ရှုပ်ပြီးတော့မှဒီဗီလေးတွေနဲ့ဟာလာအိမ်လေးတွေကားလေးနဲ့အဲ့ဒါနဲ့အဟုတ်ကြီးတွေထင်းနေတယ်အဲ့ဒါဘဝမဟုတ်ညီကောင်မောင်မတို့အဲ့ဒါဘဝမဟုတ်ကိုရည်ရွယ်ချက်ကိုလော့ရမဲ့အလုပ်ကိုတိသွားပြီးတော့မှအရှိန်ဟုန်နဲ့လုပ်နေခြင်းကျွန်တော်မှအခုဘာတွေပဲဘလောက်ပဲပတ်စံရှိဘန်ထဲမှာဘလောက်ရှိကျွန်တော်စိတ်ဝင်စားတော့လေအဲ့ဒါတွေကျွန်တော်လုပ်ရမဲ့အရာတွေပဲကျွန်တော်ပိုစိတ်ဝင်စားတယ်ကျွန်တော်ဘာနိုင်ကျွန်တော်ပိုစိတ်ဝင်စားတယ်ကျွန်တော်လှုပ်ဆောင်မဲ့လုပ်ငန်းတွေပိုစိတ်ဝင်စားတယ်ကျွန်တော်အခုလှုပ်တာလှုပ်နေကျွန်တော်လှုပ်တဲ့အလုပ်တွေအားလုံးကကျွန်တော်တို့လှုပ်တာမဟုတ်ကျွန်တော်ရည်ချက်တဲ့ကျွန်တော်လှုပ်နေရည်ချက်ဆိုတာနောင်လာမဲ့နောင်သားတွေအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ကျွန်တော်လှုပ်ပြီ generation တွေအတွက်ကျွန်တော်လှုပ်ပြီအခုကျွန်တော်ကဒေါ်လာတန်းနဲ့ချီအကုန်ကြခံလို့ကျွန်တော်ချင်းမိုင်တို့ထိုင်းနိုင်ငံမှာကျွန်တော်လှုပ်တယ်ဒါပေမဲ့အဲ့ဒီဟာတွေအားလုံးအချိန်တစ်ခုရောက်တယ်အဲ့ဒါကျွန်တော်ပိုင်တာမဟုတ်လေတခုမှပိုင်တာမရှိတော့အဲ့ဒါအမှုတော်တော့ပဲအကုန်လုံးပေးပြီးတော့မှအမှုတော်ဆောင်မဲ့သူတွေအားလုံးအမှပြန်ရမ်းမှာပဲအေးကျွန်တော်ဖျားရှင်ပို့ဆောင်လို့အမေရိကလာမယ်ဆိုအမေရိကမှာ training center ကြီးတွေကျွန်တော်စောင့်မယ်စောင့်ပြီးတဲ့ချိန်ကျရင်လည်းအဲ့ဒါလည်းကျွန်တော်တော့မဟုတ်ဘူးဒီမှာလက်ဆင့်ကမ်းမဲ့အမှုတော်ဆောင်တွေအတွက်ဖြစ်ပြီဆိုတော့ revive America မှာတင် revive မဖြစ်ဘူးဆိုရင်တင်ဖြစ်စရာမရှိတော့ဘူးဒါဆိုဆရာတင်ကျွန်တော်ပြောပြမယ် revive America လို့ပြောလာတဲ့အခါမှာ revive ဖြစ်ဖို့ကဘယ်သူနဲ့ဆိုင်လဲဆိုတော့ဘယ်သူနဲ့မဆိုင်တင်နေပဲဆိုင်တယ်တင်ဘယ်လောက်ဆန်ကလဲတင်ဘယ်လောက်ထိတောင်းတတဲ့စိတ်နဲ့လာလဲဥပမာယေရှုဘာမှမလုပ်ပေးဘူးပဲစနစ်တစ်ပတ်လုံးသွေးသွန်းတာဆွဲတဲ့အမျိုးသမီးကသူ့ရဲ့တောင်းတခြင်းသူ့ရဲ့ဆာငတ်ခြင်းသူ့ရဲ့တောက်လောင်ခြင်းကနေသူ့ကိုကျမ်းမာသွားစေတာလေ
လာတဲ့အခါမှာဘလို့စိတ်နဲ့လာလဲဘလို့စိတ်နဲ့လာလဲအဲ့ဒီစိတ်ကပဲတင့်ကိုလွတ်မြောက်သွားစေတာဥမာကျွန်တော်ဘဝမှာမွေးကလေးနဲ့မျက်စိကန်းတဲ့သူတယောက်ပြန်မြင်သွားတယောက်ဖြစ်ခဲ့ဘူးတယ်မျက်စိကန်းတဲ့သူမြင်တာတယောက်ကျွန်တော်ဘဝမှာဒါကျွန်တော်မျက်စိရှိမှာသူ့ဘာသာသူမြင်တာတွေပါတယ်ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ရှိမှာကြောင်တောင်ကိုင်းဖြစ်သွားတော့ကျွန်တော်မြင်တယ်အဲ့ကလေးကဝလူမျိုးခင်ဗျာကျွန်တော်ပြောပြမယ်အိမ်ကလည်းကြည့်လို့ရတာပဲဆိုတဲ့အဖွဲ့တွေမဆန်ငတ်တဲ့အဖွဲ့တွေအိမ်ကလည်းကြည့်လို့ရတာပဲမတူဘူးဘာနဲ့ဆိုင်လဲဆိုတော့ဘလောက် passion နဲ့ဘလောက်ဖိုးကပေးပြီးလာလဲဆိုတဲ့ပုံမှာမူတီတော့မှပွင့်သွားတာမတူဘူးဖွင့်ပြခြင်းလုံးဝမတူဘူးအမခံရတဲ့ဆိုတော့အဲ့ဒီဝကောင်မလေးပေါ့ဗျာ12နှစ်လား13နှစ်လားအဲ့လောက်ရွယ်ရှိတဲ့ကောင်မလေးဘယ်လောက်လဲသိဟာလေကျွန်တော်မှတ်မိတော့အဲ့ကလေးမှရောက်လာတာ3ရက်လမ်းလျှောက်လာတယ်ကားမရှိဘူးလမ်းမရှိဘူးလမ်းလျှောက်လာတာလာရှိုးမှာကျွန်တော်တရားဟောတဲ့ဒုတိယနေ့လားတတိယနေ့လားမသိဘူးအဲ့တုန်းကဆရာရဲ့ဥစားပါလေဟိုချိတယ်ပါလေ Praise and worship ဆရာထန်တောင်ရဲ့ဆွဲခေါ်တယ်အဲ့ဖွဲ့တယ်မဟုတ်တော့ဟုတ်တယ်မဟုတ်ဆရာအတန်နဲ့ချက်တူလိုက်သေးတယ်ရဲနောင်လားဘာနောင်အဲ့လိုတည်းရန်နောင်ဆိုတဲ့အောင်သူတို့ရှိတယ်အဲ့ဒီခေါက်တော့ဆိုတော့အဲ့မှာကိုကွယ်နေနဲ့အဲ့ကောင်ဆူတောင်းခန္ဓာအများကြီးပေါ့ဗျာအဲ့ကျော်ဆူတောင်းပေးတယ်ဆူတောင်းပေးပြန်ဒါပေမဲ့အဲ့ကလေးမပြောင်းတစ်ဖွဲ့သုံးဖွဲ့သာပြောင်းသွား तू မပြောင်းအဲ့မှာပဲဒါနဲ့သမီးပြန်တော့လို့ပြောတော့သမီးကဆူတောင်းဖို့လာတာမဟုတ်ဆူတောင်းခံဖို့လာတာမဟုတ်ပျောက်ဖို့လာတာပျောက်မှပြန်မယ်ခေါင်းမာတယ် तू ကလာတဲ့က तू ကမြင်ရမယ်ဆိုတဲ့စိတ်နဲ့လာတာဟာကျွန်တော်နည်းနည်းအချက်တွေ့ပြီလေဖျားလို့ရှိတော့ပျောက်ကင်းစီမှာပဲလို့ပြောလိုက်တဲ့အခါမှာဖျားလို့ရှိပြီးသားဟာဒုက္ခပဲအဲ့မှာကျွန်တော်ဘုရားကတနာတဲ့စိတ်ထည့်ပေးတာအရန်ချစ်တဲ့စိတ်ထည့်ပေးတာနင်းသမီးဆိုနေဘယ်လိုလုပ်မလဲနေတယ်မဲ့ပြန်လှုပ်มาလားဆိုတော့စိတ်ကြီးဖြစ်တော့ကျွန်တော်အမအရန်တနာပြီးတော့ချစ်တဲ့စိတ်နဲ့ကျွန်တော်ပွေဖတ်ပြီးတော့ကျွန်တော်ဆူတောင်းပေးတာဆူလဲဆူတောင်းပေးပြီးသမီးမြင်ပြီလားလို့စကားထွက်သွားတာအဲ့ဒီယုံကြည်ခြင်းလည်းဘုရားပဲပေးတာဘယ်လိုလဲလို့မေးရမယ်စားမြင်ပြီလားလို့ကျွန်တော်ဖြေလိုက်မေးလိုက်တယ်အဲ့ကလေးကမြင်ပြီတဲ့ तू ကမွေးကလေးကငါကန်းလေးလေမြင်ပြီပြောတော့ကျွန်တော်လည်းမယုံနိုင်တော့ဆိုတော့ကျွန်တော်ယုံကြည်ခြင်းနဲ့ तू ပျောက်တာမဟုတ်ဘူး तू ယုံကြည်ခြင်းနဲ့ तू ပြန်မြင်သွားတာကျွန်တော်တော့ဖျားလုံးနိုင်ဆိုတော့ကျွန်တော်ယုံတယ်လေဒါပေမဲ့ခုချက်ချင်းဆိုတော့ဟုတ်ပါမလားဘောနော်ဒီလိုဖြစ်တယ်ဒါအမှန်ကန်ပြောတာကျွန်တော်အမှုတော်ထဲမှာလုံတဲ့အခါမှာပြည့်စုံလို့လုံတာမဟုတ်ဘူးပြည့်စုံခြင်းတော့ဖျားဆွဲခေါ်နေတာဒါမှမပြည့်စုံနိုင်ထိုင်ပြောနေဖွဲ့တွေအဲ့ဒါနားမလဲသေးတာပြည့်စုံလို့မှုတော်ဆောင်ဖြစ်တာမဟုတ်တာမှုတော်ဆောင်နဲ့ပြည့်စုံခြင်းတဲ့ဖျားသခင်ရဲ့ယေရှုတော်ဆွဲခေါ်သွားတာဗျာယေရှုအဖြစ်မဲ့ကျွန်တော်တို့အာမင်ဆိုကျွန်တော်ဆူတောင်းပေးလိုက်လုံးဝကျွန်တော်ဆူတောင်းပေးတာမဟုတ်ပါဗျာသူဆူတောင်းခိုင်းလို့ကျွန်တော်ဆူတောင်းတာဆူတောင်းပေးလိုက်ကျွန်တော်အထင်ကြီးကြမလို့ဒါအထင်ကြီးဖို့လေကျွန်တော်တရားဟောတာလည်းမဟုတ်ဘူးဒါပေမဲ့လူတွေရစေရှင်လို့တော့ဟောတာရရမယ်ခင်ဗျာအဲ့ကလေးကတကယ်မြင်သွားတာဆိုဗလိုင်းမြင်သွားတာအဲ့နဲ့ကျွန်တော်လည်းလိုက်ခဲ့ဆိုကျွန်တော်လည်းထွက်ပြေးသူလည်းနောက်ကနေလိုက်နိုင်တယ်ကွာမြင်သွားတာဆိုဒါဆိုကျွန်တော်ရှင်းရှင်းလေးပါတီးသွားသလားအဲ့လိုလူတိုင်းကိုဖြစ်နေစေနိုင်တာပဲဒါပေမဲ့လူတိုင်းအဲ့ဒီကောင်မလေးလို့စိတ်လို့မလာဘူးအမျိုးစုံသောစိတ်တွေနဲ့လာတာသူ့လိုတကယ်ကိုစိတ်ဆုံးဖြတ်ချက်ချပြီးတော့ငါဒီ conference ကငါတခုခုရပြပြမယ်ဆိုတော့တောက်လောင်တဲ့စိတ်ကြီးနဲ့လာရင်ဘာလို့မရမှာလဲအခုလာတဲ့ခါမှာတခုလုံးလို့တော့မတတ်ဘူးဆိုရည်ရုံမျိုးနဲ့မရဘူး online လည်းကြည့်လို့ရတာပဲဆိုတော့ကောင်မရဘူးလေတကယ်လာချင်ရက်သားနဲ့အခြေအနေအမျိုးမျိုးကြောင့်မလာနိုင်တာတော့တမျိုးလာနိုင်ရက်သားနဲ့တန်ဖိုးမထားရင်တော့လေအဖိုးခမပေးချင်လို့မလာတော့မတည်ဘူးဒါကြောင့်နောက်နှစ်မှာတော့ကျွန်တော်ပြောမယ်တစ်နှစ်မှာတပွဲပဲလုံးမယ်လာအဲ့ဒီနေရာမှာတကယ်ဆန်ငတ်တဲ့သူတွေလွတ်မယ်ပြီးတော့ကျွန်တော်ပြောမယ်
စီးပွားရေးတမားတွေအများကြီးကျွန်တော်မြင်ချင်တယ်အောင်မြင်တဲ့သူတွေအများကြီးကျွန်တော်မြင်ချင်တယ်ပြောလိုက်မယ်ဆရာအောင်မြင်ခြင်းပဲပြောတယ်ဆိုတကယ်မအောင်မြင်ရှင်လို့လားခင်ဗျားတို့ကဒီလိုမျိုးပဲအလုတ်ကျန်းနဲ့ထပ်သွားရှင်လို့လားသွားရှင်သွားကျွန်တော်ဟောတယ်ဆိုတာဟောနေတာသူများ4နိုင်5နိုင်လောက်အလုတ်လုပ်ပြီးတော့မှမီလီယံနာဖြစ်နေတယ်တို့ကတစ်နေ့ကို10နိုင်လောက်အလုတ်လုပ်ပြီးတော့မှပေးချက်လေအိမ်ဖို့ကားဖို့လောက်ပဲပေးနိုင်ပြီးတော့မှဟလာမြန်မာပြည်ပြန်ဖို့တောင်မှမနဲ့စူးစမ်းနေရပြီတခါသွားပြီးသွားရင်လိန်လက်မှဖို့ပြန်ပြီးတော့မှအကျွေးပြန်ဆရတဲ့အကွက်တွေဖြစ်နေတယ်ဆိုရင်ရောက်တာနှစ်20လောက်ရှိပြီဆိုရင်မဟုတ်သေးဘူးလေအဲ့ဒါအဲ့ဘဝနဲ့လွတ်မြောက်စေခြင်းတယ်တကယ်လွတ်မြောက်စေခြင်းတယ်ဒါကြောင့် Revive America ရဲ့အဓိကအားပေးခြင်းတဲ့အကြောင်းအရာဖြစ်စေခြင်းတဲ့အကြောင်းအရာကျွန်တော်ရှိသမျှကိုပုံအောသွားမယ်ပုံအောသွားမယ်နော်ဖရာသခင်ကအလုံးလုံးမယ်စာငတ်ကြပါတခုတော့ပြောမယ်ဖះမစာငတ်ရအလကားမကြွေးဘူးဗျဖះကလေစာငတ်တဲ့လူပဲကြွေးတယ်ခမရမစာငတ်တဲ့လူကိုလုံးဝမကြွေးဘူးခမရငါးလုံးနဲ့ငါးနှစ်ကောင်အပြင်လူ9000ကျော်ကြွေးတယ်ဆိုတာစတယ်ဆိုတာသိလို့ကြွေးတာမဆိုင်အလကားဘယ်တော့မကြွေးဘူးမစာတဲ့လူလည်းတမိုးမထားဘူးမစာတဲ့လူတမိုးမထားဘူးဆိုမစားလည်း2မျိုးရှိတယ်ကျမ်းမာရေးမကောင်းတဲ့လူကမစားဘူးနောက်တစ်ခုကြတော့နောက်တစ်ခုမစားတာကြတော့ဝါရတွေအများများတော့စာငါမှမသိတော့လားဝါရတွေအများများတော့အမတော့ချော်သွားပြီသူကအမပြတ်နိုင်တက်ပြီရင်ပြည့်ရင်ကယ်တွေဖြစ်နေတာရင်ပြည့်ရင်ကယ်တွေဖြစ်နေတာဆိုတော့အဲ့ဒီ life မှာဖြစ်ပါစေနဲ့ကျွန်တော်တို့ကိုချိုးတော့ဟောနေတာတခုမှမရှိဘူးဆိုတော့ဖျားရှိမှာအမခံရဲတယ်ကိုကျိုးတော့လုံးဝမဟုတ်ဘူးရစေခြင်းလို့ဟောတာဖြစ်တယ်ကျွန်တော်ယုံကြည်တယ်အဲ့ထဲမှာဆရာကြီးမုံတောင်လည်းပါတယ်ဆရာဇော်လင်းအောင်လည်းပါတယ်ဆရာဇယ်ပီလည်းပါတယ်ဒါကျွန်တော်ပေါင်းတာသိတယ်ဆရာထန်တောင်လည်းပါတယ်ဒါကျွန်တော်တို့ကိုကျိုးတော့ဟောတဲ့လူတွေတယောက်မှမဟုတ်ဘူးဆရာထန်တောင်ဆိုဘာပြောဆိုဆရာထန်တောင်ဆရာထန်တောင်ကတယောက်တည်းပဲသွားနေတယ်ဒီအဖွဲ့ကြီးခေါ်သွားပါလားဆရာအတင်းတော်များများကတနာဖို့ကောင်းတယ်ဆရာကျွန်တော်လမ်းစိတ်လောက်ပဲကျွန်တော်ရဲ့ဟိုတယ်ကနေလမ်းစိတ်လောက်ပဲသူတို့တတ်နိုင်တာဆရာနောက်တယောက်ခေါ်သွားဖို့ဆိုတော့သူတို့လည်းမနိုင်တော့ဘူးဒီလိုမျိုးအတင်းတော်တွေလည်းအများကြီးရှိတယ်နော်ဒါပေမဲ့ तू အဖို့ခပေးပြီးတော့သွားနေတာအပတ်တိုင်းဖိုးခပေးပြီးသွားနေတာ love ကမရဘဲနဲ့ပြန်လာတဲ့အချိန်မောင်းလည်းအများကြီးရှိတယ်ဒါမဲ့ तू သွားနေဆိုကိုကျိုးတွက်သွားတာမဟုတ်ဘူးဆဆပြီးလည်းဒီတိုင်းပဲသူတို့ကြည့်လိုက်တာဟာတာတွေရှော့ဖောက်နေကြတာတကယ်တော့စီးရတဲ့သမားတွေဖျားနဲ့ပတ်တိုင်စီးရတဲ့သမားတွေပါဒါပေမဲ့တခြားချိန်တော့စီးရတော့တိတ်မရှိဘူးပေါ့ဖျားနဲ့အမှုတော်မြတ်ထဲမှာတော့စီးရပဲမှုတော်ထဲမှာတော့စီးရပဲဒါပေမဲ့တကယ်ချင်းတွေ့ပြီဆိုတော့တော်ခါခါတာမစီးရလို့အစီးလို့ဒါပေမဲ့တကယ်ကျွန်တော်ပြောမယ်တကယ် passion နဲ့အလုံးနဲ့သူတွေဖြစ်ပါတယ်တကယ်ကိုဖြစ်စေခြင်းနဲ့လှုံးသားနဲ့အလုံးလုံးတာဖြစ်တယ်ဆရာစောဆိုသူ့ရဲ့ပတ်စံအိတ်ထဲကနေ site ပြီးတော့လုံနေတာတွေအများကြီးရှိတယ်အဲ့ဒါကျွန်တော်အသိဆုံးပဲများတကယ်ပြောတာပါကျွန်တော်က you name it ကျွန်တော်တခုံးပြောတာနဲ့မုတ်လုံးရေပေါ်ဆိုလဲချက်ချင်းလောက်တာပဲဆရာဝါကီဆိုလဲချက်ချင်းလောက်တာပဲတကယ်အမြဲတမ်းလုပ်ပေဒါကြောင့်ဒီ Revive America ဟာအစီအစဉ်တစ်ခုလုပ်နေတာမဟုတ်ဘူး generation အသစ်တစ်ခုကိုမွေးထုတ်နေတာဘာ generation လဲဆိုတော့အောင်မြင်တဲ့ generation အောင်မြင်ရမယ်ယေရှုကအောင်မြင်ဖို့ရန်အတွက်လာခဲ့တာဗျယေရှုကသူ့ရဲ့သားသူ့ကိုယုံကြည်တဲ့သူတွေအောင်မြင်ဖို့လာခဲ့တာငါတို့သခင်ယေရှုခရစ်အပြင်ငါတို့အားပါပေးလေအောင်ခြင်းအခွင့်ကိုပေးတော်မူသောဘုရားသခင်ယေရှုတော်ကြီးလာစွာတကားတဲ့
ဆိုတော့ယေရှုခရစ်တော်အဖြစ်တို့ဘာပေးလဲအောင်မြင်ခြင်းပေးတယ်ကြွယ်ဝခြင်းပေးတယ်ကျမ်းမာခြင်းပေးတယ်အဲ့ဒါကိုရအောင်ယူတဲ့ generation ဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ဒါလေးပဲပြောချင်ပါတယ်ခင်ဗျဟုတ်ပြီကျေးဇူးအများကြီးတင်တယ်ထမင်းစားခြင်းလည်းရောက်လာပြီဆိုတော့เนาะဆိုတော့ကျွန်တော်တို့နံပါတ်1ကတော့ဖရားပေါ့เนาะဒီ Revive America ကိုဖရားသခင်စာပြုတယ်ကျွန်တော်ဒီအမေရိကကိုရောက်တဲ့နေ့တိုင်းဆူတောင်းတဲ့ကျွန်တော်ရဲ့ဆူတောင်းချက်ကကိုရောကျွန်တော်အသုံးပြုပြီးတော့ဒီအမေရိကန်နိုင်ငံမှာရှိတဲ့လူမျိုးတွေကနှိုးထမှုဖြစ်ဖို့အတွက်တာမန်အသင်းတော်တစ်ပါးเนาะအဖွဲ့အစည်းတစ်ပါးကတော့ဘာမှမဆိုဖြစ်လာမှာပဲကျွန်တော်အသင်းတော်မှာလည်းအခုရှင်းပြောရင်ကိုယ့်အသင်းတော်နဲ့ကိုကတော့အရန်ကိုအဆင်ပြေတဲ့နှစ်တွင်းမှာအမေရိကမှာအတိုးတက်အမြန်ဆုံးအသင်းတော်လို့သူများမသတ်မှတ်လဲကိုယ့်ကိုသတ်မှတ်တယ်ဒါပဲကျွန်တော်တို့ကတော့เนาะရှမ်းပြားသခင်ကကောင်းကြီးပေးတယ်နော်အခုဆိုရင်ဘုရားကအပတ်တိုင်းလတိုင်းအသင်းသားတွေဝင်စေတယ်ဒါပေမဲ့အလုံးနဲ့မချေနှံ့ပေါ့ကျွန်တော်နေ့တိုင်းဆူတောင်းတယ်ကိုတော့ကျွန်တော်သုံးပါမကျွန်တော်မလုံနိုင်ဘူးဘုရားသခင်ကျေးဇူးပြုမှပဲရမယ်ကျွန်တော်သိတာဟုတ်ဆိုအဲကျေးဇူးတော်ကြောင့်ဆူတောင်းနေစက္ကတ်တယ်ကျွန်တော်ဒီမှာရှိပါတယ်လို့ပြောတော့တရက်ဆရာဒေးဗစ်နဲ့တမင်တူစာရင်နဲ့ဆရာဒေးဗစ်ကဧပြီလမယ်ဆရာဇော်လျောင်းစီစဉ်မှာဆိုတော့အဲ့နဲ့ကျွန်တော်တို့မနစ်ကတလလုံးကျွန်တော်စီစဉ်နေRevive America ဖြစ်လာတယ်เนาะဆရာတန်တောင်ပါလာတယ်အဲ့နောက်မှာเนาะကျွန်တော်တို့မနစ်ကMaryland မှာဆိုဆရာ Zelby ပါလာတယ်เนาะ Indiana မှာကျွန်တော်တို့ဝိညာဉ်ပါကင်းပါလာတဖြည်းဖြည်းနဲ့ကျွန်တော်တို့เนาะဆရာကျွန်တော်တို့ပါလာတယ်အချိန်ကြီးလာတာပေါ့เนาะဆိုတော့ဆရာကျွန်တော်ဆိုလည်းဘယ်သူမှမခံအောင်တော့နာယကဆိုပြီးနာမည်ပေးလိုက်တယ်เนาะဆိုတော့အားလုံးပါလာကြတယ်ကျွန်တော်တို့အားလုံးညီကိုတွေလက်တွဲကြတယ်ဆိုတော့ဒီနေ့မှလည်းကျွန်တော်တို့ကျေးဇူးတော်ကြောင့်လှုပ်ခွင့်ရတယ်ဆိုတော့တကယ်ကိုဆရာပြောတယ်လို့ကျွန်တော်လည်းယုံကြည်ခြင်းနဲ့လုပ်တယ်ပတ်စံရဖို့လုပ်တာမဟုတ်ပါဘူးဒီ conference ဆိုရင်เนาะဒီ၄ပွဲမှာကျွန်တော်ပါဝင်ဒေါ်လာ9000ရှိတယ်ဒေါ်လာ9000လူတစ်ယောက်ရဲ့တစ်နှစ်စာလစာရှိတယ်ဆိုတော့ဒါပေမဲ့အဲ့ဒါလည်းလိုအပ်တဲ့အများကြီးရှိတယ်အများကြီးလိုသေးတယ်ကျွန်တော်တို့ San Fran တို့ Sierra တို့ Chicago တို့သွားတဲ့အခါကျွန်တော်အများကြီးစိုက်ထုတ်တာတော့မှเนาะအများကြီးလိုအပ်ချက်ရှိတယ်เนาะဆိုတော့ဒါပေမဲ့ယုံကြည်တယ်ဘုရားကအချိန်မီထောက်ပံ့တဲ့ဘုရားဖြစ်တယ်ငွေကြေးတဲ့ဘုရားကဝိညာဉ်တွေကိုတန်ဖိုးထားတဲ့ဘုရားဖြစ်တယ်အာမင်ဆိုတော့အခုဒီထဲမှာပဲဒီကန်ဆာမပါသေးဘူးအနည်းဆုံးလူ100ကျော်ကဲတင်ရင်လက်ခံတယ်မင်းညာဆိုလည်းအများကြီးထွက်ပြီးတော့ဘုရားရဲ့မြစ်တာထဲမှာအဖက်တာပြန်ဆက်ကတ်ကြတယ်ဆိုတော့ကျွန်တော်ကယုံကြည်တယ်နော်ဒါကတကယ်ကိုစိုက်ပျိုးတင်စိုက်ပျိုးထိုက်တဲ့နေရာဆိုတာကျွန်တော်ကတကယ်ယုံကြည်တယ် movement တစ်ခုဖြစ်လာမယ်ဆိုလည်းယုံကြည်တယ်ကျွန်တော်ဒီတစ်နှစ်မှာတော့အချင်းကြီးအမျိုးမျိုးဖြစ်ပေမဲ့ခြေနဲ့တယ်တယောက်ပြောင်းလဲရင်တော့မှစัจ java ဝါဒတစ်ခုလုံးနဲ့တန်ဖိုးရှိတဲ့နော်ဝိညာဉ်ဖြစ်တဲ့အတွက်တယောက်ပြောင်းလဲရင်တော့တန်တယ်အာမင်ဒေါ်လာ4သိန်းလဲတန်တယ်ဒေါ်လာ4သန်းလဲတန်တယ်တန်4000လဲတန်တယ်ဘီလီယံနဲ့ချီလဲတန်တာဖြစ်တယ်အာမင်ကြောက်အဲ့ဒါကျွန်တော်ဒီနှစ်ကတော့အရန်ခြေနဲ့တယ်ကျွန်တော်တို့ဘက်ကနေအမြဲတမ်းကျွန်တော်ရဲ့ခံယူချက်ကကျွန်တော်လုံလိုက်တဲ့အကောင်းဆုံးကျွန်တော်လုပ်မယ်ကျန်တာတော့ဖျားပိုင်းမယ်ကျွန်တော်လုံနိုင်တဲ့အကောင်းဆုံးကျွန်တော်လုပ်တယ်ဒါပေမဲ့ကျွန်တော်မလုပ်နိုင်တဲ့အပိုင်းကတော့ဘုရားသခင်ကိုမျှော်လင့်မှတာပဲဆိုတော့ကျွန်တော်ယုံကြည်တယ်နှစ်မှာဒီလောက်လုံနိုင်ခွင့်ရတာဒီလောက် team နေနဲ့တွာလာခွင့်ရတာတကယ်ကျေးဇူးတော်ချီးမွမ်းတယ်နောက်နှစ်မှာတော့ကျွန်တော်နဲ့ဆရာဒေးဗစ်နဲ့တော့ရွေးတာရရှိတယ်အဲ့ဒါက April 15 16 19 18 4ရက်ဖြစ်တယ်နော် April 15 16 19 18 4ရက်ဗုဒ္ဓဘူးညစမယ်ဇတာပရိပေါက်ကြစနေတနင်္ဂနွေကတော့ကျွန်တော်တို့မလုပ်တော့နော်ဘာလို့အလုံးကိုတင်တော့နေကိုရှိတော့စနေနေ့ညမှာကျွန်တော်၄ရက်ဖြစ်မယ်၄ညဖြစ်မယ်ဆိုမနေ့ကဆရာလေချချင်းသူနော်ဟို prophet Daniel Adam စာပို့လိုက်တော့ဟိုကလေနောက်နေ့သူလာမယ်ဆိုပြီးတော့ yes ပေးတယ်နော်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေဖြစ်တဲ့နော် Jeremy Nelson prophet Jeremy Nelson ပြီးတဲ့ Jeremy Nelson နဲ့နော်ပြီးတဲ့ကမှာ Charlie Sham နော်ဒီနိုင်ငံရဲ့ top 5ထဲမှာရှိတဲ့ prophet တွေဆိုတော့နောက်နေ့မှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေပဲ focus မဟုတ်တော့ကျွန်တော်တို့အပြင် international speaker တွေလည်းကျွန်တော်တို့ခေါ်မယ်ဘာလို့လဲကျွန်တော်တို့ဒီမှာမြန်မာလူမျိုးတွေပဲမဟုတ်ဘူးအဖြူတွေလည်းလာတော့မှာဖြစ်တယ်အာမင်ဖြူတွေလူမဲတွေလူညိုတွေလူဝါတွေမက်ဆီကန်တွေပဲတွေနော်မြေပဲတွေအကုန်လုံးပေါ့နော်ဘာပဲဖြစ်အကုန်လာမယ်နော်ဆိုတော့ဒီမှာအကုန်ကျွန်တော်တို့ယူပါယုံရှိတယ်ပြီးတဲ့အခါမှာကျွန်တော်နောက်နှစ်မှာတော့ကျွန်တော်တို့နော်ကျွန်တော်တို့ယူပါယုံနေမကြခင်မှာကျွန်တော်တို့ flyer တွေလည်းတက်လာပြီးတော့အခုဒီ July August လောက်ဆိုစပြီးတော့ register စလုပ်လို့ရနော်ကျွန်တော်တကယ် register နဲ့
တေချာလေးကိုလုပ်ပြီးတော့နော်နောက်နှစ်မှာကျွန်တော်တို့တင်နန်းကြီးကောက်တော့မှာဖြစ်တယ် international ဆိုတော့ international ပြီးတော့နော် register ကောက်မယ်ပြီးတော့ဘာမှမကြွေးဘူးရေလည်းမတိုက်ဘူး international ရန်ဆန်တော့မယ်ရောက်ဒီညနေကြွေးတဲ့အားကြီးစတော်ချီမမီစားတင်တယ်ခင်ဗျားတို့နော်နောက်နှစ်မှာတော့ international register fee ကောက်မယ်တမင်းလည်းမကြွေးဘူးရေလည်းမပေးဘူးအားလုံး international ပြီးသားပဲကျွန်တော်တို့သွားကြမယ်ပြီးတော့ဒီစောစောစီးသွင်းတဲ့သူတွေတက်တာမယ်နောက်ကျသွင်းတဲ့သူတွေဈေးကြီးမယ်နော်အဲ့ဒါလုံးဝဟိုဘယ်နဲ့ဒီ international speaker တွေကိုဖိတ်တဲ့အခါမှာကျွန်တော်တို့ကုန်ကြစိတ်တွေအများကြီးရှိတာဖြစ်တယ်နော်ဒါကြောင့်ဒီနေ့နောက်နှစ်မှာတော့15ကြောင်18ကိုဒီ4ရက်ကိုမှတ်ထားပေးပါ April လဖြစ်တယ်ဆိုတော့တနေ့ကုန်ဒီမှာကျွန်တော်အတူကကိုးကွယ်မယ်သူတို့ကချီးမွမ်းမယ်ဆုတောင်းမယ်နော်နှုတ်ကပတ်တော်ဝင်ကားမယ် prophetic word တွေကြားနာမယ်စိတ်လှုပ်ရှားပါသလားလက်ကုပ်ဒီဘုရားကိုချီးမွမ်းရအာမင်ကျွန်တော်တို့ကျွန်တော်တို့မင်းညကျွန်တော်ညီကိုတွေเนาะကျွန်တော်တို့ discuss လုပ်တာပါဆရာဆယ်တို့ဘာလို့ကျွန်တော်တို့အရေးပေါ်အစည်းအဝေးပေါ့เนาะတခါတည်းထိုင်ပြီးတော့ကျွန်တော်တို့စကားပြောကြတယ်နောက်ပိုတိကျတဲ့ခါလေးလည်းကျွန်တော်တို့မကြခင်မှာလှုပ်လာမယ်ကြောက်ဒီ2026 Revive America ကတော့အဲ့လိုဆရာ David ကတော့အဲ့လိုကျွန်တော်တော့ပြောပါတယ်တပွဲကတော့အစမပြူဆရာចောင်းပိတ်ရက်တွေပေါ့เนาะလာတိုင်းမှာတော့ကျွန်တော်တို့အဲ့လိုမျိုးလေးဂျားရက်တွေတလလုံးတောက်လျှောက်တော့မသွားတော့တလလုံးတောက်လျှောက်ကတော့ဒီတစ်ခေါက်ပဲကျွန်တော်အတင်းသားကြီးလေတော်လွမ်းသွားပြီတလားလုံးကျွန်တော်ခရီးသွားတယ်ဆိုတော့เนาะကျွန်တော်အရန်လဲပင်ပန်းနေဒါပေမဲ့ကျွန်တော်တို့တော့မပင်ပန်းမအရန်ပျော်တယ်เนาะကျွန်တော်တို့ကတော့တကယ်ကျွန်တော်ရဲ့ live ဆိုတော့ခုနလေးစီးနဲ့ပတ်သက်တဲ့မိတဲ့ခါပေါ့ခုနဆရာပြောတာအရန်ကောင်းတယ်ကိုယ့်ရဲ့ခေါ်ခြင်းကိုမတွေးလို့ကျွန်တော်ကအိမ်မှာထိုင်ရင်လေ9မိနစ်နေအိပ်ပျော်ပြီဒါပေမဲ့လိုအေးဝင်ကလေးသွားတယ်တင်နန်းသွားတယ်ဒီလိုမျိုး cruise တွေလုပ်ရင်ကျွန်တော်တို့တကယ်ကိုယ့်ရဲ့ခေါ်ခြင်းဖြစ်တဲ့အတွက်အထူးသဖြင့်ဒီလူတွေနဲ့စင်ပေါ်မှာနေရရင်လုံးဝမပင်ပန်းဘူးအောက်ကလူပဲလဲသေးသွားမယ်ကျွန်တော်တို့မသိဘူးကျွန်တော်ခေါ်ခြင်းကိုကျွန်တော်ရှိတွေ့လို့ပေါ့နော်ရောက်ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့နောက်နှစ်မှာ Revive America နော်ကျွန်တော်တို့2026မှာ April 15 16 18 4ရက်တာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းပြပြခြင်းနဲ့အာမင်